ဒီတရုတ်ရဲ့ဒီ policy ပေါ့တရုတ် policy ကိုကျွန်တော်တို့ကဒီဘက်ကတရုတ် policy ကိုဟိုအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ channel ကနေ့စဉ်တဒန်းထုတဒန်းကုတ်တွေကိုတင်ဆက်ပေးနေတာကြောင့်ကျွန်တော်တို့ channel ကို subscribe လုပ်ထားပြီးကိုတောင်းဆိုချင်ပါတယ်ဟိုလက်ခံပေးတယ်ပေါ့ဗျာလက်ခံပေးတာပေါ့တရုတ်ရဲ့ policy ဒီ one China policy ကိုလက်ခံပေးတဲ့သဘောမျိုးပြောတာပေါ့နော်မတင်မအောင်ဖြစ်တဲ့ထိုင်ဝမ်ပြဿနာအရေးနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံသဘောတရားတည်ချက်ဆိုပြီးတော့အချက်၄ချက်ထုတ်တယ်တရုတ်နိုင်ငံနဲ့မူဝါဒကိုထောက်ခံပြီးတော့ဒီထိုင်ဝမ်နဲ့တရုတ်ငြိမ်းချမ်းသာပေါင်းစည်းရေးကိုလက်ခံတယ်ဆိုတာမျိုးတွေပြောတယ်ဒီတော့ပဲဒီနိုင်ငံနဲ့နိုင်ငံအချုပ်ချာအာဏာလေးစားတယ်စားပြဒါတွေပြောတယ်တနိုင်ငံပြည်နိုင်ငံလေးစားမှုပြုတဲ့မူဝါဒနဲ့ပတ်သက်ပြီးတော့ဒါသူတို့လက်ခံတယ်သူတို့ပြောတယ်စသဖြင့်ပေါ့ဗျာဒါတွေကတော့ဒါလည်းထုတ်ပြန်ချက်တွေဘုရားမနေ့ကဗိုလ်ချုပ်စောမတို့ရဲ့ဒီသတင်းထုတ်ပြန်ကြီးဖွဲ့မှာထုတ်ပြန်ထားတာတွေ့ရတယ်ဒါကိုကြီးကြီးအဖြစ်လဲကျွန်တော်တို့နိုင်ငံရဲ့လက်ရှိဟိုတရုတ်နဲ့ပတ်သက်ရင်ထိုင်ဝမ်တရုတ်အရေးမှာမြန်မာဟာတရုတ်ဘက်ကနေပြရတာရက်တယ်ဆိုတာတော့ဒါအတိလင်းပေါ်လာတယ်။ဟောတော့ဟိုတခြားနိုင်ငံတွေကတော့ထိုင်ဝမ်ဘက်ကရက်တယ်လူတွေရှိတယ်မျိုးစုံရှိကြတာပေါ့မြန်မာကတော့ဒါတရုတ်ဘက်ကရက်တယ်ပေါ့ဘာလို့ဆိုမရက်လို့လည်းမရဘူးကျွန်တော်တို့နဲ့နီးတာတရုတ်ထိုင်ဝမ်ဟိုအဝေးမှာဆိုတော့ထိုင်ဝမ်နဲ့ကျွန်တော်တို့ကြားမှာလည်းရှင်းပြတော့ဟိုတရုတ်ထက်ရင်းနှီးတဲ့ဆက်ဆံရေးကတရုတ်ထက်ရင်းနှီးတဲ့ဆက်ဆံရေးမျိုးကမရှိထားဘူးအဲ့တော့မရှိထားတော့သိတော့ဟိုပုံပေါ့ဒါကြောင့်မလို့ဒါတရုတ်ကထုတ်ပြန်တယ်ပေါ့ဒီထုတ်ပြန်ချက်ကိုကြည့်ရင်လည်းကျွန်တော်လည်းပြုံးမိပါတယ်ကျွန်တော်ဘာပြုံးလဲဆိုတော့ခင်ဗျားတို့သိမှာပါပြုံးမိတယ်လို့ပဲပြောပြစီနော်အဲ့တော့ခိုင်းကြရင်တချို့ကိစ္စတွေကလုပ်ရမယ့်အရာတွေရှိတယ်ကျွန်တော်တို့လောကမှာတချို့ကိစ္စတွေကျွန်တော်အမြဲပြောပါတယ်လုပ်ချင်တာတွေရှိပေမဲ့လုပ်တင်တာတွေလည်းလုပ်ရတယ်လုပ်တင်တာတွေလုပ်ရတယ်လုပ်ချင်တာတွေလည်းရှိတယ်လုပ်တင်တာတွေလည်းလုပ်ရတယ်လောကမှာတချို့ကိစ္စတွေကိုလုပ်ချင်တာကြီးပဲမဟုတ်ဘူးလုပ်တင်တာကိုလည်းလုပ်ရတာရှိပါတယ်လုပ်တင်တာလုပ်ရတာရှိတယ်အဲ့တော့လုပ်တင်တာတွေလုပ်တာကိုလည်းကျွန်တော်တို့ကမှားတယ်လို့မပြောဘူးမှန်တယ်လို့မပြောဘူးဒါလုပ်တင်တာကိုလုပ်ရတာဖြစ်တဲ့အတွက်လုပ်ရရင်လုပ်ကိုလုပ်အောင်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့နောက်ပိုင်းမှာဖြည်းဖြည်းချင်းနားလည်လာတယ်လက်ခံလာတာပေါ့နော်ဖြည်းဖြည်းချင်းအဲ့တော့ဒါတွေကတော့ထားပါဒါတစ်ခုအဖြစ်တာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့မနေ့ကဒီကုမ္ပဏီနဲ့ပတ်သက်တဲ့သတင်းလေးတစ်ခုလည်းထွက်လာတာတော့စိတ်ဝင်စားပါတယ်အဲ့ဒါလည်းကုမ္ပဏီနဲ့ပတ်သက်တဲ့ကုမ္ပဏီပေါင်း20နဲ့ကိုခုကိုဒီ blacklist ကနေဖြေလျှော့ပေးလိုက်တဲ့ဟာလေးပေါ့နော်အဲ့ဒါလေးတွေတွေ့ရပါတယ်ဥပမာပို့ကုန်ရငွေအကျွေးကြံအပြည့်အဝပြန်မသွင်းတဲ့အတွက်ကုမ္ပဏီတွေကို blacklist သွင်းထားတဲ့ကုမ္ပဏီပေါင်း198ခုပေါ့နော်2016ခုနဲ့2020အတွင်း198ခုရှိတယ်2021ခုနှစ်အထက်မှာပို့ကုန်ရငွေပြန်လည်းမရှိတဲ့ကုမ္ပဏီ55ခုကိုဒါ55ခုကိုလည်း blacklist သွင်းခဲ့တယ်အဲ့တော့ blacklist သွင်းတဲ့ကုမ္ပဏီတွေအများကြီးပေါ့နော်200ကျော်ရှိတယ်အဲ့ထက်ကနေမှကုမ္ပဏီဒေါ်လာ9သိန်းနဲ့အထက်ပြန်ပြီးတော့ဟိုပတ်စံမသွင်းတဲ့ကုမ္ပဏီပေါင်းများစွာတွေကမှ29ခုကိုတော့သူတို့ကဒီပို့ကုန်ရငွေအပြန်လဲဝင်ရောက်ပြီးဖြစ်တဲ့အတွက်ဒီကုမ္ပဏီရဲ့ director list ဖွဲ့တွေအကုန်လုံး blacklist သွင်းစေးရနေပဲဖြစ်ပါတယ်ဆိုပြီးကြေညာတဲ့ဟာတွေ့တယ်အဲ့တော့အဲ့ထက်မှာကျွန်တော်စီးရင်လေးကြည့်လိုက်တဲ့ခါကျတော့ကျွန်တော်လည်းဟိုတွေးကြလိအများကြီးဖြစ်တာပေါ့ဗျာမချစ်လင်းနိုင်တိုတာဆိုရင်ဒါဘယ်သူလဲဆိုတော့ခင်ဗျားတို့သိတာပဲเนาะဟိုမှာသူပေါ်ဖော်ပြထားတာ2016ခုနှစ်မှ2020ပြည့်နှစ်အတွင်းနဲ့မြန်မာလင်းသတင်းစာနဲ့အမြဲစင်းကြီးညာခဲ့သည့်ကုမ္ပဏီ198ခုစီးရမှာ၎င်းနဲ့2021ခုနှစ်အတွင်းအမေရိကန်ဒေါ်လာ9သိန်းနဲ့အထက်ကုမ္ပဏီ55ခုစီးရမှာ၎င်းနှစ်ကြိမ်ပါဝင်ခဲ့တယ်တဲ့ချစ်လင်းမြိုင်ကုမ္ပဏီချစ်လင်းမြိုင်ကုမ္ပဏီဆိုတာဘယ်သူပိုင်လဲဆိုတော့အားလုံးသိတဲ့အတိုင်းပဲဆော့ချစ်သူပေါ့ဗျာဆော့ချစ်သူလို့ပဲကျွန်တော်တို့အလဲခေါ်ရမယ်သူ့နာမည်တော့စံမြင့်ပေါ့ဗျာနော်ဦးထိုက်မောင်ဒေါ်နှင်းနန္ဒာအေးဦးစံမြင့်ဆော့ချစ်စောထူးမူစောမင်းဦးအဲ့ဒီ6ယောက်ပါတဲ့ကုမ္ပဏီပေါ့နော်ချစ်လင်းမြိုင်တိုတဲ့ကုမ္ပဏီအဲ့တော့အဲ့ကုမ္ပဏီကကူပါပြော blacklist ကနေလွတ်သွားပြီလို့ပြောပါတယ်ပွင့်လင်းပြောရင်တော့သူ့လိုပဲကုမ္ပဏီအများကြီးရှိပါတယ်ကုမ္ပဏီအများကြီးပါဒါသူတို့ကတမင်ထည့်ပြောတာပေါ့နော်ဆိုတော့ Inter Union မြန်မာကုမ္ပဏီကပုံကိုယ်ဒီလိုလည်း blacklist ကနေလွတ်ပါတယ်နောက်တစ်ခါဒီမူဆယ်ကိုကတ်ကုမ္ပဏီ limited ဒါလည်းသူက blacklist ကနေလွတ်သွားပါတယ်နော်မြန်မာ college ကုမ္ပဏီ limited အဲ့ဒါလွတ်ပါတယ်အဲ့မှာနာမည်တွေတော့ကျွန်တော်တချို့နာမည်တွေကတော့ကျွန်တော်သိနေသလိုတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့မပိုင်တဲ့တော့ကျွန်တော်မပြောလို့သေးဘူးပေါ့နော်ဆိုတော့တချို့ကုမ္ပဏီမှာ Sound Cherry တို့နော်စသဖြင့်ပေါ့တခြားကုမ္ပဏီတွေပါတယ်နော် Lin and Lee မူတောင်းကင်းဘလို့နာမည်တွေစုံတော့ဗျာကုမ္ပဏီနာမည်တွေအများကြီးပါအဲ့တော့အထက်မှာပါတဲ့လူနာမည်တွေလည်းကျွန်တော်ရွတ်ပြမလို့ပေါ့နော်တန်းစီမျိုးစီးရင်တွေတော့ကျွန်တော်တို့မှာရှိပါတယ်ဒါပေမဲ့ကုမ္ပဏီတော်များအဲ့လိုဟို blacklist လွတ်သွားတယ်ဆိုတော့ကျွန်တော်ကုမ္ပဏီတစ်ခုဥပမာကျွန်တော်ပြပါမယ်ဥပမာဆိုကြပါစို့ပေါ့နော်ဒီချစ်လင်းမြိုင်တိုတာကုမ္ပဏီပဲဆိုကြပါစို့နော်ဆိုကြပါစို့အဲ့ဒါဆိုရင်ချစ်လင်းမြိုင်တိုတာကုမ္ပဏီဆိုရင်ဒါဆော့ချစ်သူတဲ့ကုမ္ပဏီတော့တည်တယ်သူ့နာမည်ဥစံမြင့်တယ်ပေါ့သူသားတွေသူမိန်းမတွေကိုစင်းထည့်ထားတယ်ပေါ့နော်ဆိုတော့ဒီကုမ္ပဏီ blacklist လွတ်ဖို့အတွက်ကိုပြီးခဲ့တဲ့ကျွန်တော်ထင်တယ်4လလောက်ကပေါ့နော်4လလောက်ကလို့ပြောရင်မှန်မလားတော့မသိဘူးကျွန်တော်လာတော့ဒီချာတော့ရောထွေးနေတယ်ပေါ့နော်ဆိုတော့အဲ့တုန်းကပေါ့နော်အဲ့ဒီမှာအဲ့ကုမ္ပဏီကပါတဲ့ကိုစောမင်းဦးဆိုတဲ့ပုဂ္ဂိုလ်ပေါ့အဲဒီအဲ့ပုဂ္ဂိုလ်ကဒီ
ရန်ကုန်တက်လာပြီးတော့ညှိတာနိုင်တာတွေသက်ဆိုင်ရာတာဝန်ရှိသူတို့တူဆုံဆွေးနေတာတွေပြီးတော့လိုအပ်တဲ့အခွန်ငွေပြန်သွင်းတာတွေဒါတွေကိုစောချစ်သူရဲ့အမိန့်နဲ့လာသွင်းခဲ့တယ်ဆိုတဲ့သတင်းကျွန်တော်ကြားပါတယ်အဲ့တုန်းကတည်းကကြားပြီးတော့နောက်တစ်လခွဲ2လလောက်ကြာတဲ့ခါမှာသူတို့ blacklist လွတ်တော့မယ်လို့ကျွန်တော်တို့ပြောပါတယ်ပြောတော့ကျွန်တော်တို့သိရပါတယ်သိရတော့ blacklist ကလွတ်တော့မယ်ပေါ့အခုတော့တရားဝင်ကြီးညာပေးလိုက်ပြီ31ရက်နေ့12လပိုင်း31ရက်2025ရက်စွဲနဲ့ကြီးညာပေးလိုက်ပါပြီပေါ့နော်ဆိုတော့ဒါ blacklist လွတ်လာအဲ့လိုပဲ company တွေကသူတို့ရဲ့ဒီသွင်းရမယ့်ငွေတွေကိုသွင်းကြတယ်ပေါ့သွင်းတဲ့ blacklist တွေလွတ်လာကြတာပေါ့နော်ဆိုတော့ကုမ္ပဏီပေါင်းများစွာကလည်း blacklist တွေမိထားတဲ့ company ရှိပါတယ်အဲ့ company တွေရဲ့ပိုင်ရှင်တွေတွေကအမည်မဲစင်းသွင်းခံရင်ဘာဖြစ်လဲဆိုတော့နိုင်ငံခြားထွက်ခွာခွင့်တွေမှာကန့်သက်ချက်ဖြစ်တာ company ထောင်တာတွေအခြားဒီဘဏ်လုပ်ငန်းတွေမှာသူတို့ရဲ့ဘဏ်အကောင့်တွေပိတ်ခံရတာတွေစသဖြင့်ဒါတွေအများပြားဖြစ်တဲ့ခါကျတော့တို့ကလည်းတချို့တွေကတော့ထိခိုက်မခံနိုင်တဲ့ခါကျတော့ပြန်ဖွင့်အောင်ကြိုးစားကြတယ်တချို့တွေကျတော့လည်းပိုင်ဆိုင်မှုဘာမှမရှိတဲ့အတွက်0အဖြစ်ခံတဲ့လူတွေရှိပါတယ်เนาะအဲ့လိုမျိုးတွေရှိတယ်အဲ့တော့ company 29ခုတော့ဒါ blacklist ကပြန်လွတ်လာတယ်ဆိုတော့တွေ့ရတယ်အဲ့မှာခုနဒီဦးစောချစ်သူရဲ့เนาะစောချစ်သူရဲ့ဦးစံမြင့်ဆိုတဲ့စောချစ်သူရဲ့ company လည်းပါလာတွေ့ရတယ်ဆိုတော့ဒါတစ်ချက်ပေါ့အဲ့တော့စောချစ်သူတို့စောတင်ဝင်းတို့ဟိုနဲ့ပတ်သက်ရင်နိုင်ငံတော်ကလည်းပုံလင်ပြောရင်တော်တော်လေးတော့သူတို့ဂိုင်တွဲတာတော်တော်တော့နည်းနည်းတော့ပပလောက်ဂိုင်တွဲတဲ့သဘောရှိတယ်ဒီလူတွေကလည်းနည်းနည်းအစိတ်တောက်ရှိတဲ့လူတွေဆိုတာသိကြတယ်အစိတ်တောက်ရှိအခုလည်းဒါအားလုံးသိတဲ့အတိုင်းမနေ့ကညတော့ကျွန်တော်ပြောတယ် KNA နော် DKB ကနေ sorry BGF ကနေ KNA ဖွဲ့စည်းပြီးလာမင်းဒီနေ့ဆိုရင်ပြောင်းလဲဖွဲ့စည်းပြီးဆိုတော့တရားဝင်ကျင်းညာပါတယ်ကျင်းညာတော့ကျွန်တော်လည်းအစင်းကိုတွေ့ပါတယ်ဆိုတော့ BGF ကနေ KNA ဖြစ်နေပြောင်းလဲဖွဲ့စည်းရအများကြီးရှိလာပါတယ်ဒါပေမဲ့ BGF ထဲကလူအကုန်လုံးချိန်လာလားဆိုတော့မဟုတ်ပါဘူးအကုန်လုံးမချိန်ပါဘူး BGF မှာတက်နယ်၄ခုရှိတယ်တက်နယ်အကြီး၄ခုရှိတယ်အောက်မှာတက်ရင်းတွေသေးသေးလေးတွေရှိတယ်73ခုလောက်ရှိတယ်နော်အဲ့ဒီမှာ73ခုထင်တယ်1 2 3 4 5 6 9 8 9 10 11 12 13ခုတိုင်ရင်73ခုအပေါ်မှာတက်နေ4ခုရှိတယ်เนาะအဲ့ဒါကိုကျွန်တော်ဒီမှာရွတ်ပြမယ်2021 2012 2013 2014ကတက်နေ1လို့ခေါ်ပါတယ်2015 2016ကတက်နေ2ပါ2019 2018 2019 2020ကတက်နေ3 2021 2022 2023ကတက်နေ4ပါအဲ့တော့တက်နေ1 2 3 4ဆို4မျိုးခွဲထားပါတယ်အဲ့4မျိုးခွဲထားတဲ့အထက်ကနေမှဒီစောချစ်သူနဲ့စောတင်ဝင်းကင်ထားတဲ့တက်နေတွေကနေပြီးတော့เนาะစောချစ်သူကိုင်းတာစောချစ်သူကတော့ BGF ကအထွေထွေတွင်းမှုပေါ့ဗျာအထွေထွေပေါ့ဥက္ကဋ္ဌကတော့ဗိုလ်ချုပ်ထွန်းလိုင်းသူသိရတယ်နော် BGF ဟုတ်လားဒုကတော့ဖာနွီပေါ့ဖာနွီဒုက္ခဋ္ဌပါအဲ့တော့အတွင်းမှုကတော့စောချစ်သူပေါ့နော်တက်နေမှုတက်ဖြစ်နေအခုနောက်ပိုင်းကိုစိုးနိုင်ဆိုတဲ့ပုဂ္ဂိုလ်ကကိုင်းနေနောက်ပိုင်းကိုကြိုင်ရင်တက်နေနှစ်ကကိုကြိုင်ရင်ကိုင်းနေတက်နေ3ကကိုမောင်ဝင်းကိုင်းနေတက်နေ4ကကိုမုတ်တုံဆိုတော့ကိုင်းနေပေါ့နော်ဘုံမုတ်တုံပေါ့ကိုင်းနေဘုံမုတ်တုံလို့ခေါ်ရတယ်ဘိုးကြိုင်ရင်ဘုံမုတ်တုံဘုံမောင်ဝင်းပေါ့ဗျာနောက်တော့ဘုစိုးနိုင်သူတို့ကိုင်းကြတယ်အဲ့တော့ဒီစောချစ်သူကထွေထွေတွင်းမှုဖြစ်တယ်တက်နေ3ကသူ့ရဲ့မိခင်တိုင်ရင်တက်နေ3အခုတော့ဒီဘူမောင်ဝင်းကိုတာဝန်ပေးထားတယ်ပေါ့နော်သူ့အောက်မှာတော့ဘူမူကြီးတိုင်ရင်မှုတွေရှိတာပေါ့တိုင်ရင်တွေကရှိတာတိုင်ရင်တစ်ခုချင်းစီရှိကြတာပေါ့ဆိုတော့အဲ့လိုရှိကြပြီးတော့အခု BGF ကနေ KNA ဖြစ်နေပြောင်းမှာအဲ့တက်နေ4ခုလုံးပြောင်းလာလားဆိုတော့မဟုတ်ဘူးလို့အကြမ်းမြင်သိရတယ်ဘူမုတ်တော်ရဲ့တက်နေရတော့သူမပြောင်းဘူးလို့အကြမ်းမြင်ကျွန်တော်တို့ကြားတယ်ဒီဘူဂျာရင်တို့ကလည်းစဉ်းစားပါလိမ့်မယ်နော်အပေါ်ကနေဒီဟိုဗိုလ်ချုပ်ထွန်းလိုင်းတို့ဗိုလ်ချုပ်ဖာနွီတို့ကတော့သူတို့ကပြောင်းနေတဲ့စိတ်သိမရှိဘူးလို့ကျွန်တော်တို့အကြမ်းမြင်ကြားတယ်သို့တော့စောတင်ဝင်းနဲ့စောချစ်သူတို့ကတော့နည်းနည်းလေးပိုပြီးပြင်းပြတယ်လို့အကြမ်းမြင်ကျွန်တော်တို့သိရတယ်ဆိုတော့ပြောရရင်တော့သူတို့ချင်းကြားမှာလည်းဒီ BGF ကနေ KNA ပြောင်းနေတဲ့ဖွဲ့နဲ့မပြောင်းနေတဲ့ဖွဲ့ဆိုရှိတယ်အဲ့တော့အကျိတ်နေသူတို့ဆွေးနွေးထားကြတာတွေရှိလိမ့်မယ်ဗျအကျိတ်နေထွေးထွေးကြရှိလိမ့်မယ်ကျွန်တော်တို့နောက်ဆုံးရရှိထားတဲ့ information အရဆိုရင်သူတို့တွေကဒီတစ်ကတိမှာအကြီးကျယ်ဆွေးနွေးကြတယ်လို့အကြမ်းမြင်သိရတယ်နော်တစ်ကတိမှာတက္ကရီမှာအကြီးကျယ်ဆွေးနွေးပြီးတော့မှတက္ကရီမှာအကြီးကျယ်ဆွေးနွေးပြီးတော့မှတို့ကပွင့်လင်းပြောရင်တော့ဒီကိစ္စကိုပေါ့နော်တက္ကရီမှာအကြီးကျယ်ဆွေးနွေးပြီးတော့မှတို့ဒါကိုတရားဝင်ကြီးညာတယ်တို့လိမ့်မယ်လို့ကျွန်တော်အကြမ်းမြင်သိရပေါ့နော်ဆိုတော့တက္ကရီဆိုတာကတော့ဗိုလ်တင်ဝင်းနဲ့ဗိုလ်ချစ်သူဗိုလ်တင်ဝင်းရဲ့နယ်မြေဒါပေမဲ့ဗိုလ်ချစ်သူကနောက်ကနေတယ်အဲ့နယ်မြေမှာဖြစ်တာပါဆိုတော့တို့အကြီးကျယ်ဆွေးနွေးပြီးရင်တို့ကြီးညာချက်ထုတ်လိမ့်မယ်လို့ယူဆတယ်ထုတ်ချင်တယ်ထုတ်မထုတ်ချင်တယ်မထုတ်ဘူးဒါပေမဲ့စောချစ်သူကတော့စောချစ်သူရဲ့တပည့်ကြီးဖြစ်တဲ့စောချစ်သူရဲ့တပည့်ကြီးဖြစ်တဲ့ဟိုကတော့နိုင်မောင်စောကတော့နော်သူကတော့AR ဒရထနာတော့သူဖြေလိုက်တယ်သူတို့ KNA ဖြစ်နေပြောင်းပါပြီဟုတ်ပါတယ်ကျွန်တော်တို့သိရသလောက်မနေ့ကအကြီးကျယ်ဆွေးနွေးတယ်လို့အကြံဉာဏ်သိရတယ်ပြီးတော့ဘာဆက်ဖြစ်လဲဆိုတော့သူတို့ဒီဘက်စိတ်တွေ KNA ဆိုတဲ့ဘက်စိတ်တွေကိုကတ်လိုက်ပြီလို့ကျွန်တော်အကြံဉာဏ်သိရတယ်အဲ့တော့ KNA ဘက်စိတ်ကတ်ထားတဲ့လူရှိသလို BGF ဘက်စိတ်နဲ့ဆက်နေတဲ့လူတွေရှိတယ်လို့အကြံဉာဏ်သိရတယ်ဆိုတော့ဒီ BGF ခေါင်းဆောင်တွေရဲ့စီဝေးတက္ကတိမှာလုပ်တဲ့အချိန်မှာနော်သူတို့ချင်းချင်းကြားမှာမလုပ်ဘူးမခွဲဘူးခွဲတွေကွဲသွားတာရှိသလိုလူကြီးခွဲမှာရှိတယ်လူသားကောတချို့တွေကโอเคမင်းတို့စစ်တပ်ကိုတော်လာတိုက်ခိုက်မဲ့ဘက်မှာနေမလားဆိုတဲ့ဘက်ရှိတယ် BGF ဖြစ်နေနိုင်ငံတော်ရဲ့လက်ရုံးဖြစ်နေနေတဲ့ဖွဲ့ရှိမယ်အဲ့တော့နိုင်မောင်စောကတော့စောချစ်သူရဲ့တပည့်ဖြစ်တဲ့ခါကျတော့စောချစ်သူထားရနေဆရာသွားတဲ့ဘဝကိုနိုင်မောင်စောရောက်နေမယ်ခင်ဗျားတို့အားလုံးသိတဲ့နာမည်ကျော်ပုဂ္ဂိုလ်ပေါ့ဗျာအခုလက်ရှိအခင်းချင်းမှာတအားနာမည်ကြီးလာတဲ့ဒါ BGF ထဲမှာနာမည်ကြီးလာတဲ့နိုင်မောင်စောကဘာဖြစ်မလဲလို့မေးရင်စောချစ်သူပဲထားရနေဆရာသွားအဆင့်ဆိုတော့ပွင့်လင်းပြောရင်သူလည်းအချိန်တိုင်းဘာဖြစ်သွားမလဲမေးအချိန်တိုင်းစောချစ်သူထားတဲ့အတိုင်း KNA ဖြစ်သွားပါလိမ့်မယ်
तू က BGF ဖြစ်နေဆက်နေပါမလားလို့မင်းတော့ तू နေမှာမဟုတ် तू နေစောချစ်သူက तू ထားမှာမဟုတ်ထားရင်တော့စောချစ်သူက तू ကို BGF ထဲမှာ तू ကိုဘာလုပ်ခဲ့လဲဆိုတရှူထားခဲ့တာပဲဖြစ်နိုင်တယ်ပြီးတော့ဒီအဖွဲ့တွေအားလုံးနဲ့မှာ KNA ပြောင်းနေတဲ့အဖွဲ့နဲ့မပြောင်းနေတဲ့အဖွဲ့ကြားမှာလည်းအချင်းချင်းအပြန်အလှန်တရှူထဲပဲအဖွဲ့တွေလည်းရှိကြလိမ့်မယ်ဆိုတော့အဲ့တော့ KNA ကဘယ်လိုရည်တည်မလဲဆိုတော့ကျွန်တော်တို့မသိနိုင်ဘူးဒါပေမဲ့စောချစ်သူကတော့နိုင်မောင်စောကတော့သူတို့ကနိုင်ငံတော်ငြိမ်းချမ်းရေးကရင်ပြည်နယ်ဒေသငြိမ်းချမ်းရေးအတွက်ပဲရည်တည်မှာပါလို့ပြောပေမဲ့ကရင်တစ်ဖွဲ့ထပ်တိုးလာတယ်နိုင်ငံတော်ငြိမ်းချမ်းရေးလိုချင်နေဆိုရင်ကရင်ဖွဲ့တိုးစရာအကြောင်းမရှိဘူးကရင်ဖွဲ့တွေပေါင်းအောင်ပေါင်းပြီးတစ်ဖွဲ့တည်းဖြစ်ရမယ်ပြီးရင်နိုင်ငံတော်နဲ့ဆွေးနွေးရမှာတစ်ဖွဲ့တည်းဖြစ်ပြီးတော့နိုင်ငံတော်နဲ့ဆွေးနွေးရမှာဒါပေမဲ့ပြဿနာတို့ချင်းချင်းပေါင်းလို့မရဘူးပေါင်းလို့မင်းပါလဲငါပါလဲဖြစ်နေဘယ်သူဘယ်ကောင်လဲမသိဘူးအဲ့တော့ဘယ်ကောင်ပို့ပြီးဘယ်ဖရားတကိုးချင်းမသိဘူးဆိုတဲ့သဘောလိုဖြစ်နေသူတို့အုပ်စုကအဲ့လိုဖြစ်နေအဲ့တော့သူတို့ချင်းချင်းကစောချစ်သူနဲ့စောတင်ဝင်မှာလဲဘယ်သူကဆရာကောင်လဲတော့ကျွန်တော်မသိဘူးဘယ်သူကပို့ပြီးတော့ရေးချင်းရှိပြီဘယ်သူကပို့ပြီးတော့ဘယ်သူကပို့ပြီးတော့ဥဆောင်နိုင်စွမ်းရှိလဲကျွန်တော်တို့မသိဘူးအဲ့သူတို့ချင်းချင်းမှလည်းကျွန်တော်တို့မသိနိုင်ဆိုတော့စောင့်တော့ကြည့်ရမယ်အဓိကကသူတို့ online scam ပေါ့နော် online scam ကိစ္စကိုတက်မတော်နှိမ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တက်မတော်သူတို့အစာမကြည့်ဘူးဆိုတဲ့သဘောမျိုးတော့တွေ့ရတယ်ဆိုတော့သူတို့ရဲ့အတွေးခေါ်ကတင်းကျင်းလေးဖြစ်နေတော့တွေ့ရတယ်တက်မတော်အစာမကြည့်ဘူးလို့ပြောတော့ okay အမေရိကန်တို့တရုတ်ကဒီလိုဖိအားပေးနေတဲ့အချိန်မှာနိုင်ငံကိုဖိအားပေးနေတဲ့အချိန်မှာသူတို့ကဘာကောင်နေမို့လို့တော့ရှင်းရှင်းလေးပြောရတယ်သူတို့ကဘာကောင်နေမို့လို့တော့စောချစ်သူရောစောတင်ဝင်တော့ဘာကောင်နေမို့လို့တော့ဟိုကတကဘာလုံးကစောင့်ကြည့်ပြီးတော့ဒီ online scam ကိုနှိမ်နေမယ်လို့ကြေညာထားတဲ့အချိန်မှာသူတို့ကအဲ့နှိမ်နေမယ်လို့ကြေညာလိုက်တဲ့အချိန်မှာတက်မတော်ကအဲ့ဒီနှိမ်နေခံရမှာဆိုလို့ဒီကြားပြန့်ဆိုတဲ့ဒီ online scam နေမြေကြီးတွေကိုဝင်ပြီးတော့တက်မတော်နှိမ်နေလောက်တာကိုသူတို့ကတက်မတော်အစာမကြီးအောင်ဒီကောင်လေးဘာကောင်နေမို့လို့တော့ကျွန်တော်ပွင့်လင်းမိတာဘာကောင်နေမို့လို့ကျွန်တော်စဉ်းစားလို့မရဘူးသူတို့မမြင်ဘူးဟိုနောက်ကအဝေးယူသူတို့မမြင်ဘူးသူတို့စိတ်ထဲမှာဒီတရုတ်တို့အမေရိကန်တို့ကသူတို့လာမလုပ်နိုင်ဘူးထင်တာကျွန်တော်သာတက်ကခေါင်းဆောင်ဆိုရင်လေအမေရိကန်စစ်တပ်ကိုအထူးစစ်တပ်ကိုလာကွာမင်းတို့ငါတို့ပုံချရှင်းကွာအဲ့ကောင်တွေဘယ်ကောင်မှအကုန်ပြည့်စုံရှင်းခိုင်းပါဘာလို့လဲဆိုအာုံတော့အရှင်းလို့ဒါကနိုင်ငံကိုတိတ်ခါကြအောင်အကြီးကျယ်လုပ်ခဲ့တယ်ဆိုတော့သူတို့မေ့နေပုံရတယ်ဒီ online scam ကတရုတ်တွေကိုတရုတ်တခိုးချဖို့အောက်တန်းသားဂလေးကချေတရုတ်တွေကိုဒီထက်ကိုသူတို့ဝင်ခွင့်ပေးတယ်နော်ဝင်ခွင့်ပေးပြီးတော့သူတို့ပဲဒီ online scam ကိုအကြီးကျယ်လုပ်တယ်လူအစိပ်ပိုင်းတွေခုတ်ထိတ်ရောင်းချတယ်အထက်ဦးကလေးဖြုတ်လို့ရောင်းချတယ်အဲ့ဒါတွေအကုန်လုံးစောတင်ဝင်တို့စောချစ်သူတို့အုပ်စုအကြီးကျယ်လောက်ခဲ့ကြတယ်လောက်ခဲ့ကြလို့တရုတ်ကသူ့ထောက်လိုက်ရဲ့နေအစားတိလို့ဟူလိုက်တဲ့ကောင်အဖြေထွက်လာဒီဇလန်နေအစားလည်းတရုတ်ပဲကျွန်တော်ခဏခဏပြောတယ်အဲ့တော့သူတို့ကအဲ့ဒါကိုကြီးကျယ်လို့ကြတယ်ခင်ဗျာဖြစ်စဉ်တစ်ခုမှာပြောပြမယ်ဘယ်နေရာလို့ကျွန်တော်မပြောတော့အဲ့တော့ဆိုရင်စောတင်ဝင်ကောင်းကောင်းသိဖြစ်စဉ်တစ်ခုမှာနော်ဒီတတ်မှမှုကျွန်တော်ကြားတာပေါ့နော်အဲ့ဒါ confirm တော့ကိုယ့်ကိုအတီးတာပြုတ်ကြကျွန်တော်ပြည်သူလူထုတော့ကျွန်တော်ကြားရတဲ့ information ဖြစ်နိုင်ခြေရှိဆုံး information ကျွန်တော်ပြည်သူလူထုရှင်းပြတာဒီကောင်တွေဘယ်လောက်အကျင့်လို့ဆိုသိသိချင်လို့ဒီနေရာတစ်ခုမှာတက်ကဝင်ပြီးတော့ဒီ online scam ဒေတာနေရာတစ်ခုဝင်ပြီးတော့တတ်မှမှုအဆင့်ပုဂ္ဂိုလ်ဝင်စီးတဲ့အချိန်မှာစောတင်ဝင်အုပ်စုအဲ့တတ်မှမှုပြစ်ဖို့စနိုက်ပါနဲ့ချိန်ထားတယ်အဲ့ဒါကိုစက်ကပေါက်တဲ့အချိန်မှာအတန်ကြားတယ်ကြားရောအဲ့ဒီမှာဘာဆက်ဖြစ်လဲဆိုတော့ပြည့်ရင်ပြစ်ပါစေတဲ့ပြစ်တက်မှမှုကြသွားလို့တော့အကုန်ပြကြပြီးသားမှတ်ဆိုပြီးတော့ထိပ်ပိုင်းကောင်းဆောင်တယောက်ကပြောအကုန်လန့်ပြီးတော့အဲ့တော့မှပြန်လုပ်တာပစနာကြီးတက်မော်ရဲ့တက်မှမှုအဆင့်ကိုတခါစရိုက်မိုင်းချိန်ပြစ်ဖို့လုပ်တာတဲ့ဘလောက်ကြက်မပြေတဲ့ညံနေတဲ့အုံတော်လေးလဲဆိုစဉ်းစားလို့မရဘူးအဲ့ဒီအုပ်စုတွေပတ်စံသာချမ်းသာလာတာလူမိုက်လူရဲငါတနက်ကြိုင်ပြီးချမ်းသာလာတာဗျာဘာမှအုံတော်ချမ်းသာလာတယ်မဟုတ်ဘူးကြက်မပြေဘူးတနက်ကြိုင်ပြီးချမ်းသာလာတဲ့ကောင်တွေကဘယ်လိုကြက်ပြေမှာလဲဗျာအဲ့လိုလုပ်တာတကယ်လုပ်ခဲ့တယ်အဲ့တော့ဘာသက်ဖြစ်လဲဆိုတော့ तू ဆက်မပြေတော့ဘာတော့မဖြစ်ဘူးတက်မှမှုလည်းတတ်သိရှိတယ်ပြေးရပြစ်ဖို့ရတယ်ချဆိုတော့မပြေရတော့လေအဲ့တော့အဲ့ဒါဖြစ်စဉ်ဖြစ်တယ်ပြီးတော့တက်ကအဲ့ဒီမှာနေမြေရှင်းလင်းလုပ်တဲ့ဟိုဖြစ်တဲ့တချို့အရာရှိတွေဘာတွေညာတွေလေခင်ဗျားတို့သတိထားရမယ်ကျွန်တော်ခဏပြောတယ်အဲ့ဒီ online scan နဲ့ပတ်သက်တဲ့ငွေကြေးကိုခင်ဗျားတို့မယူမိစေနဲ့ online scan နဲ့ပတ်သက်တဲ့ကားတွေဝင်ယူမသိမိစေနဲ့ခင်ဗျားတို့ထောက်ချောက်ဆင်နေတယ်စောတင်ဝင်တို့အုပ်စုထောက်ချောက်ဆင်နေတယ်စောချစ်သူတို့အုပ်စုထောက်ချောက်ဆင်နေတယ်မယူမိစေနဲ့ကျွန်တော်ရှင်းလေးပြောတာအဲ့မှာဒီ area ကြီးထဲမှာအဲ့ဒီ area ကြားဖြန့်လို့ခေါ်တဲ့ online scan area ကြီးထဲမှာအကောင်းစားကားတွေ Lexus အကောင်းစားတွေတကယ်ကိုခင်ဗျာတကယ်အကောင်းစားကားတွေအကုန်လုံးဘာမှ license မရှိဘူးတကယ်ကိုဗျာဈေးကြီးတဲ့ luxury ကားတွေအကောင်းစားကားတွေပြိုင်ကားအဲ့ကားတွေအကုန်လုံးအဲ့ဒါတွေကိုခင်ဗျားတို့က UC ပြီးတော့မိုင်းဟိုကနေပေးစီတော့ UC ပြီးတော့အမှထောင်ရှောက်လုံးမနေကြနဲ့ခင်ဗျားတို့ဒုက္ခရောက်လိမ့်မယ်တမတော်ထိပ်ပိုင်းရရှိတချို့ပြောတာနော်ဒါတွေကမလုတ်တင်ဘူးကျွန်တော်တို့တရားတော်သိတယ်ကြားတယ်ဆိုတော့ဒါကြဆင်ကျင်တဲ့ဒီကောင်တွေကျွန်တော်တို့ထောင်ချောက်ဆင်နေတာဟိုကောင်တွေကရရရှိရယူပြီးသွားပြီခင်ဗျားတို့ကကားလေးတွေစီးရတာပျော်မနေနဲ့နော်ခင်ဗျားတို့ဘာမှမဟုတ်ဘူးအဲ့တော့သိဖို့လည်းလိုတယ်တချို့ကလေအဲ့တော့ဒီနေရာမှာဟိုရန်ငါပြတ်ဖို့လိုတယ်ဒီကောင်တွေရဲ့စိတ်တွေစိတ်တွေမမှန်လို့တော့မမှန်သလိုတက်မတော်အနေနဲ့လုတ်တင်တာရွေးလို့ဖို့လိုတယ်တချို့ကပြောတယ်တက်မတော်မှာအဲ့မှာအင်အားမရှိပါဘူးမလို့အင်အားရှိကြမလို့လုတ်ချင်အင်အားရှိကြမလို့ပုံအောင်လည်းပြောတာလုတ်ချင်အင်အားရှိကြမလို့ဟိုနိုင်ငံတော်ကြီးကတောင်းရှိသူတွေကတော်တော်စဉ်းစားစစ်ချင်နေတဲ့သဘောလို့ကျွန်တော်မြင်တယ်ကျွန်တော်ချိန်တော်ကိုစဉ်းစားချင်းနေတဲ့သဘောလို့ကျွန်တော်မြင်တယ်အဲ့တော့ဒီနေရာမှာတော့ဒါလေးကျွန်တော်တို့ကဖြစ်ချင်တယ်အဲ့တော့ဒီကိစ္စတွေဟာဒီ KNA ဖြစ်နေ BGF ကခွတ်ထွက်သွားတဲ့ကိစ္စတွေဟာနိုင်ငံတော်သစ္စာဖောက်တာသို့မဟုတ်နိုင်ငံတော်ကိုဘာဖြစ်တယ်လဲဆိုတော့နိုင်ငံတော်ကိုမယုံမကြည်ရှိတာ
မယုံကြည်တော့တာနိုင်ငံတော်မယုံကြည်တာတပ်မတော်မယုံကြည်တာနောက်တစ်ခါတပ်မတော်အပေါ်မှာသူတို့ဟာဘာလို့ဆိုအချိန်မျိုးသစ္စာဖောက်ဖို့အစင်းစင်းဖြစ်နေတယ်ဆိုတော့ပြောတာပြီးတော့တပ်မတော်အပေါ်မှာနိုင်ငံတော်ရဲ့တပ်မတော်အပေါ်မှာပုံပြည်သူလူထုအပေါ်လည်းသစ္စာဖောက်ဖို့အစင်းစင်းကရင်လူထုအပေါ်မှာလည်းသစ္စာဖောက်ဖို့အစင်းစင်းရှိတယ်ဆိုတော့ပြသနေရရောက်တယ်ရှင်းရှင်းလေးပဲအဲ့တော့တစ်ချိန်လုံးသူတို့ပေါက်တက်ခဲ့ရလို့တော့အကောင်းနာမည်ပြတ်တော့တပ်မတော်မြန်မာအစိုးရသူတို့ပေါက်ခဲ့လို့တော့အကောင်းသူတို့ပဲပတ်စံနေရတယ်သူတို့ပဲတောက်လိုက်ရတယ်စားမကုန်တောက်မကုန်ဖြုတ်မကုန်တာသမီမြင်းမြင်းစုံမကုန်ဖြုတ်မကုန်ဒါဆိုချစ်သူသူ့မီဘောလုံးပေါ်တယ်တော့သိမ်းမောင်းတောင်းနေကြီးသုံးတာခင်ဗျစဉ်းစားကြည့်ဘယ်လောက်ချမ်းသာလဲမေးကြည့်ဆိုချစ်သူဆိုဘယ်လောက်ချမ်းသာသိမ်းမောင်းတောင်းကြီးသုံးထားတာခင်ဗျဘယ်လောက်ချမ်းသာသွားလဲဆိုတော့စဉ်းစားကြည့်တနက်ကပြီးတော့ချမ်းသာသွားတာအဲ့ဆိုချစ်သူလူလိုသူလိုခင်ဗျကုံမီထောင်လုပ်ကြည့်ပါလားရန်ကုန်မှာလာထောင်လုပ်ကြည့်ပါလားခွက်တောင်ဆွဲတောင်းသွားပါဘာမှမအစင်တမ်းမှမရှိတယ်စောတင်ဝင်ခွဲအစင်တမ်းရှိရန်ကုန်မှာကုမ္ပဏီထောင်ပြီးတော့သူရှိသမျှအကုန်လုံးဆွတ်လွတ်ခဲ့ပြီးတော့0ဘဝကနေလာပြီးကုမ္ပဏီထောင်ကြီးရန်ကုန်မှာခင်ဗျခွက်ဆွဲတောင်းသွားအောင်အုံနောက်ရှိရကြက်ပြည့်ရဆိုရင်ခင်ဗျလုပ်ကြည့်လိုက်မရဘူးခင်ဗျဘာလို့အရေးချင်းမရှိတနက်ကင်ပြီးတော့မရန်ရန်ကားတဲ့အဆင့်လောက်ပဲတတ်တာဘာမှမတတ်ဘူးကျန်တာတနက်ကင်ပြီးတော့မိုက်ကြီးခွဲပြီးတနက်ရှာပတ်စံရှာသွားတဲ့အဆင့်လောက်နဲ့ဓမြစိတ်တသားလည်းတော့လာပြီးတော့အကြီးကြီးရှောက်ပြီးနိုင်ငံတော်မှာပုံကံမှုနိုင်ငံတော်မှာပရိပဒလုပ်ဖို့ကြိုးစားကြတာအဲ့တော့တခါကြရင်လည်းကျွန်တော်တို့ဒီလိုလူတွေပေါ်မှာကျွန်တော်တို့အစောပိုင်းအထိကျွန်တော်တို့တော်အစောပိုင်းအထိကျွန်တော်လည်းဒီလူတွေပြုပြင်ပြောင်းလဲလာမလားဆိုတဲ့စိတ်နဲ့တို့ရဲ့သက်ဆိုင်တဲ့ပုံကိုယ်တွေကိုရှင်းပြောတယ်မဟုတ်မလုံးနဲ့ဒါတွေကခင်ဗျားတို့မှားမယ်နော်ခင်ဗျားတို့မှားမယ်နော်ဆိုတော့ကျွန်တော်ချိန်ပြောတယ်ဒါကဘူးကတော့ရှင်းရှင်းလေးပဲသူတို့ရွေးချယ်သွားပြီဆိုမှတော့အေးမင်းတို့ရွေးချယ်ပြီဆိုမှတော့ရှင်းရှင်းလေးပဲကရင်ပြည်နယ်မှာကြည်တစ်ချက်ဖောက်တံအတန်ကြားတာနဲ့ခင်ဗျားတို့ဟာကရင်ပြည်နယ်ကိုမီးဟုံးတောင်းလုပ်တဲ့သူတွေခင်ဗျားတို့တမိုင်းတရားခံတွေကရင်ပြည်သူလူထုရဲ့တမိုင်းတရားခံတွေခင်ဗျားတို့အုပ်စုတွေပဲဆိုတော့တေချာသွားပြီပြီးတော့မြောက်ရီမှာပြီးခဲ့တဲ့ရွေးကောက်ပွဲနေ့ကဘုံကွဲတဲ့ရွေးကောက်ပွဲမတိုင်တည်းကဘုံကွဲတဲ့ကိစ္စကလည်းခင်ဗျာမြောက်ရီမြို့ကန်တွေမပြောရဲကြဘူးဗဇက်ပိတ်နေကြတာမြောက်ရီမြို့ကန်ဒီကဘာအောင်ကြောက်နေကြလဲမသိဘူးပြောရဲကြလို့ခင်ဗျားကလည်းအဲ့ဒီခွဲတဲ့မိုင်းကိုဘယ်သူလုပ်တယ်လဲဆိုတော့မြောက်ရီမြို့ကန်တွေကောင်းကောင်းသိတယ်ကျွန်တော်တို့လည်းချမ်းမြင်သိတယ်တော်လေးကိုကဟိုအောက်တန်းသားစိတ်ကြဂလေးကကြီးအောက်တန်းသားစိတ်ဆိုအဲ့ဒါကိုပြောတာနော်အဲ့တော့ဟိုတော်တော်လေးတော့ဖြစ်ပါတယ်ဗျာကျွန်တော်လည်းဒီကိစ္စတွေပြောတာမောပါတယ်အစိုးရတာဝန်ရှိသူတွေတောင်ခင်ဗျာဟိုဘာလို့လို့ဘာကင်မှမသိသူဘာလို့ချင်မှမသိဖြစ်နေတဲ့အချိန်မှာကျွန်တော်ကမိုက်ခံပြောသလိုဖြစ်နေအစိုးရဗဇက်ကြီးပိတ်ကျွန်တော်ကမိုက်ခံပြောသလိုဖြစ်နေဆိုတော့ခါကြတော့လေကျွန်တော်စိတ်ပြတ်တယ်ဆိုတော့မနစ်ကလည်းကျွန်တော်ပြောတာစိတ်ပြတ်ဆိုအဲ့ဒါကိုပြောတာအများကြီးပဲအကြောင်းအပေါင်းများစွာရှိတယ်ကျွန်တော်စိတ်ပြတ်ရင်အကြောင်းအပေါင်းများစွာရှိပါတယ်ဘာလို့ဆိုတော့ပြည်သူလူထုတွေတနာလဲတနာတယ်ကျွန်တော်ပြည်သူလူထုတနာလဲတနာတယ်တနာဖို့လည်းကောင်းတယ်ပြည်သူလူထုကဘာမှမသိဘူးပြည်သူလူထုကဘာမှမသိရှာဘူးအပေါ်မှာဒီတနာကင်ထားတဲ့ကောင်ကြီးလှုပ်ချင်ရရှောက်လုံနေတာရဲ့အပေါ်ဒီဘက်ကတက်မတော်အုပ်စုတွေနဲ့ဘာတွေမှမသိတဲ့ကိစ္စတွေကိုပြည်သူလူထုကတနာဖို့သိကောင်းတယ်ဟုတ်တယ်ပြောဘာမှလည်းရှာမသိရဘူးအဲ့တော့ဟိုဖြစ်ဟေးဆိုရင်ပြည်သူလူထုမှာအထုပ်ပိုက်ဆွဲပြေးရလွှားပြန်ဆိုဟိုတော်တော်ကိုပြဟိုလူတွေကအတ္တတွေသိများကြပါတယ်အတ္တတွေသိများလွန်ကြပါတယ်နော်အခု online scam ကိစ္စဆိုလည်းမပြတ်သေးဘူးအခုကျွန်တော်တို့ကရရှိတဲ့ information ရဆိုဖျားသုံးစုမှာနေရာ9ခုမှာကျွန်တော်အချိန်ခါပြောတယ်အဲ့ဒါကိုအဲ့ဒီနေမြေမှာကြိုက်ထားတဲ့တက်ကလူတွေကလောက်အောင်မသိတာလားနိုင်ငံတကာအတန်တိတ်ပြီးတမင်များမသိအောင်ဆောင်နေကြတာလားဘာလားမသိဘူးနေရာ9ခုကျွန်တော်တော့သိတယ်ခင်ဗျာကျွန်တော်မသိဘဲနေမလားနေရာ9ခုမှာ online scam စင်တာပေါင်း23ခုလောက်ရှိတယ်ကဲစဉ်းစားကြည့်စမ်းအဲ့ချာဟိုဖျားသုံးစုဘူအိမ်ဝမ်းနေရာမှာ DKB ဘူအိမ်ဝမ်းနေရာမှာစဉ်းစားကြည့်စမ်းကျွန်တော်တို့ဒီကနေသိတယ်ဗျာခင်ဗျာအဲ့ဒီနေမြေတာဝန်ကျတဲ့ကောင်တွေကမသိကြဘူးလားပြီးတော့အဲ့ဒီသတင်း information တွေသက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းတွေကမသိကြဘူးလားစဉ်းစားကြည့်စမ်းခင်ဗျားတို့တော်ကိုခင်ဗျာရှက်ဖို့ကောင်းတဲ့ကိစ္စကြီးအဲ့တော့တခါကြရင်အကုန်လုံးကဘာလဲဆိုတော့အကျိုးစီးပွားအတွက် game ကစားနေကြတာကြီးပဲ game ကစားနေပြည်သူလူအတွက်ဘယ်ကောင်းအောင်ပါဘူးဘယ်ကောင်းမှပြည်သူလူပေါ်စေနာမရှိဘူးဘယ်ပြည်သူလူပေါ်စေနာမရှိဘူးခါပြည်သူလူအကြောင်းဘယ်ကောင်းမှစဉ်းစားထားဘူးခါကျရင်ပြောအဲ့ကောင်တကောင်းမှစဉ်းစားထားဘူးသူတို့အကုန်ကိုသူတို့အင်အားကြီးထားဖို့လက်နက်ကင်ပြီးတော့ဟိုချမ်းသာဖို့ဒါပဲစဉ်းစားနေကြတာဘယ်ကောင်းမှပြည်သူလူတွေစဉ်းစားနေရမှာမဟုတ်ဘူးအဲ့ဒါခင်ဗျားတို့ပြည်သူလူကစွတ်ပြီးယုံနေနဲ့ဒါပုံမှန်လည်းပြောခင်ဗျားတို့ပြည်သူလူယုံရင်ခင်ဗျားတို့ခံကြအဲ့လိုပဲကျွန်တော်ပြည်သူလူတွေပြောကြအဲ့ကောင်လည်းအဲ့လိုလုပ်နေကြတယ်နော်ဒါကိုသိစေချင်တယ်ဒါပဲအသက်ဆိုင်အာဏာရေးဖွဲ့စည်းလို့ကျွန်တော်သိမသိတော့ကျွန်တော်မသိဘူးသိလိမ့်မယ်လို့ယူဆတယ်နေရာ9နေရာမှာ23ခုလောက်ရှိတယ် online scan ဖျားသုံးစုနော်အဲ့ဒါတွေကကျွန်တော်တို့လေချာလေးပါဖြစ်တဲ့ information တွေပေါ့နော်ဒါကတော့ဒီဆက်ဆက်တဲ့ကိစ္စလေးကျွန်တော်ပြောတာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီလာချိုးပဲချမ်းပေါ့နော်လာချိုးပဲချမ်းမှာလဲဒီထူးခြားတဲ့ဖြစ်စဉ်လေးတွေအခုရပိုင်းဖြစ်ပေါ်နေလို့သိရတယ်အခြားမဟုတ်ပါဘူးဒီလာရှိုးနာပတ်လေတော့ကတချို့သောနေရာတွေမှာကိုကန်နေနောက်ပြန်ဆုတ်ပေးသွားပြီပေါ့ဗျာဆုတ်ပေးသွားပြီးတော့ကိုတီဘောလာရှိုးလက်မကြီးပေါ့ကြောင်မဲတီဘောလာရှိုးလက်မကြီးကိုဒါပြန်ဖွင့်ပြီပေါ့ပြန်ဖွင့်ဖို့တော့ကိုလုပ်နေပြီပေါ့နော်ပြီးတော့အဲ့ရပိုင်းမှာခုရပိုင်းမှာကြာရင်မှာအဲ့လမ်းကြောင်းပြန်ဖွင့်ပြီးတော့ဒီရွေးကောက်ပွဲအဲ့ဘက်ချမ်းမှာကျန်တဲ့ဒုတိယပိုင်းတတိယပိုင်းကိုဆက်လုပ်ဖို့ပြင်နေပြီဒီအတွက်လည်း29လောက်က29ရက်နေ့လောက်ကဒီဇင်ဘာ29ရက်နေ့လောက်ကကိုကန်အဖွဲ့တွေနဲ့တက်မတော်နဲ့ဒီလာရှိုးမှာရှိတဲ့စင်ပြူတော်လားဘာဆိုလဲအဲ့ဟိုတယ်မှာဆွေးနွေးကြတယ်လို့သိရတယ်ဆွေးနွေးပြီးတဲ့နောက်သူတို့နောက်ဟိုဒီနေ့မနေ့ဆိုရင်အစပြီးတော့သူတို့တချို့ဒီဘာခေါ်လဲတက်တွေအလှန်တွေပြန်ဖြုတ်ရုပ်တာတွေစလုပ်နေလို့သိရတယ်
ဆိုတော့တက်တွေလည်းဖြုတ်ပြီးမဲ့သူတို့ကတက်ဖြောက်ထားလောက်ပဲဖြစ်မယ်လို့ယူဆရတယ်ပေါ့နော်ကိုကန့်တွေကိုလည်းသိရာနှုန်းပြည့်ရုံလို့မရဘူးပေါ့ဘာလို့ဆိုအကုန်လုံးကရာနှုန်းပြည့်ရုံရလောက်တဲ့သစ္စာစောင့်တည်သူတွေမဟုတ်တာရာနှုန်းပြည့်ရုံရလောက်တဲ့သစ္စာတရားကြီးမားသူတွေမဟုတ်တာရာနှုန်းပြည့်ရုံရလောက်တဲ့ဟိုဘာခေါ်လဲဆိုတော့စိတ်စေနာရှိကြသူတွေမဟုတ်တာအကုန်လုံးကတနက်ကင်ပြီးတော့အင်အားပါဝါချက်ထွင်နေကြတာရှင်းပြောရင်လူစိတ်ရှိတဲ့ဟာတွေမဟုတ်တာဗျာခိုင်ခိုင်ပြောအဲ့တနက်ကင်တပုံတွေအကုန်လုံးလူစိတ်ရှိတာတွေမဟုတ်တာအဲ့တော့မရှိတော့ခင်ဗျားစဉ်းစားကြည့်အဲ့ဒီအလှန်တိုင်းချုပ်ပြီးတော့ပဲတဲ့ဆိုတာဖိအားကြောင့်တာတရုတ်ကပေးတဲ့ဖိအားမြန်မာအစိုးရကတိုက်လာတဲ့အင်အားအဲ့ဒါတွေဆိုကြည်ကြောက်တာကိုကနောက်နည်းနည်းပြန်ဆုပ်ပြီးတော့ဟိုဘာဆက်ပြောပြီးဆိုအလှန်တွေချွတ်တာအလှန်တွေကကောက်ကချွတ်စခန်းလေးတွေနဲ့ဖြုတ်လျှော့နည်းနည်းအဲ့အနာရွာတွေနဲ့လှိမ့်ဝင်သွားပြီးတော့ခဏခြေရဖြောက်ဒီလိုမျိုးနေကြပြီးတော့ဒီပြည်တော်စုလမ်းမကြီးလျှောက်ကိုတော့ဒီဘယ်တက်မှမထားတော့ဘူးဆိုတဲ့သဘောမျိုးတွေလှုပ်ရှားမှုတွေလုပ်နေတယ်လို့ကျွန်တော်တို့သတင်းရပါတယ်ဒါပေမဲ့ကျွန်တော်ဟိုမိတ်ဆွေကပြောပါတယ်ချမ်းပြောကကျွန်တော်ရဲ့ဒီချမ်းပြောတစ်ခုလုံးပတ်ပြီးတော့သတင်းယူနေတဲ့သတင်းတောက်လို့ပြောပြရစီပေါ့နော်ကျွန်တော်ရဲ့သတင်း source ကပြောပါတယ်ကိုကျော်ရေးတဲ့ရာနှုန်းပြမယုံနဲ့အောင်တဲ့သတင်းတွေကိုရာနှုန်းပြမယုံနဲ့အောင်တဲ့နော်အခုအဲ့ဘက်မှာတက်နေတဲ့သတင်းတွေမှတမန်အကုန်လုံးကရှင်မျက်လက်ပြနေတာတဲ့ကိုကျော်တဲ့မျက်လက်ပြနေတာတဲ့ကျွန်တော်တို့ကပတ်ပြီးရှောက်ပတ်ပြီးတော့ကျွန်တော်တို့ကအကုန်ရှောက်ပတ်ပြီးသွားပြီမြင်ရတဲ့အလှန်လေးချွတ်ထားလေးပါရေးတဲ့ဆိုအကုန်မြင်တော့ပြောတယ်ရာနှုန်းပြမယုံနဲ့အောင်တဲ့ဒါတွေအကုန်လုံးကဟိုတိကျမဟုတ်ဘူးပေါ့ဖြစ်ထားတဲ့မြင်တော့မြင်ရတယ်ဒါပေမဲ့အဲ့ဒါတွေကိုယုံလို့မရသေးဘူးကိုကန့်တွေကလုံးဝသူတို့ကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကိုပြန်ဆုတ်သွားတာမျိုးမဟုတ်သေးဘူးတဲ့အဲ့ဒီနားမှာရှိတဲ့နေရာတွေမှာဖြန့်ကျက်ပြီးတော့ဟိုရွာတွေအိမ်တွေဖြန့်ကျက်ပြီးတော့နေရာဝင်ယူပြီးတော့ခဏတက်ဖြောက်ထားတဲ့သဘောမျိုးလောက်ပဲရှိနေတာလို့ပြောတယ်အဲ့တော့တက်မတော်နေနဲ့လေလက်နက်ကင်သဘုံတွေရဲ့မျက်လက်ပြခြင်းကိုခံနေရတာကြီးကတော့တက်မတော်နေလည်းမဖြစ်သင့်ဘူးဗျာတက်မတော်ကတာဝန်ရှိသူတွေတိုင်းစနနာကျော်တာဝန်ရှိသူတွေအနေနဲ့လည်းဒီကိစ္စကိုတည်တည်ချာချာလေးတော့ဟိုinformation ကိုမှန်မှန်ကန်ထောက်ယူထားဖို့လိုတယ်။ဘာလို့ဆိုအဓိကသတင်းလက်ဦးမှုရယူမှုလိုတယ်။သတင်းလက်ဦးမှုရယူပြီးတော့တချို့နေရာတွေမှာလိုအပ်သူဖြတ်တောက်ပိတ်ဆို့ကန့်သက်တဖြည်းဖြည်းဒီကောင်တွေဘောင်ကျင်းလောင်လုပ်ပြီးမှတဖြည်းဖြည်းနဲ့သူတို့နေမြေတွေပြင်ရပြီးတော့သူတို့နေရာကျင်းလောင်လောက်အောင်မှထိပ်ပိုင်းတာဝန်ရှိသူတွေအလုပ်ပါ။နိုင်ငံအုပ်ချုပ်ခြင်းတွေဆိုရင်နိုင်ငံတည်ငြိမ်အောင်ထားဖို့လိုတယ်။နိုင်ငံတည်ငြိမ်အောင်မထားဘဲနိုင်ငံမှာတပုံတွေကြီးစိုးနေတာကိုမဖြေရှင်းနိုင်ဘဲနဲ့အုပ်ချုပ်တယ်ဆိုရင်အဲ့ဒါအုပ်ချုပ်သူလို့မမြည်ပါဘူး။နော်တိုင်းပြည်အပြက်ကြီးကိုဥဆောင်နေတဲ့လူလို့ပဲပြောချင်တယ်။တိုင်းပြည်အပြက်ကြီးကိုဥဆောင်တဲ့လူကနေတိုင်းပြည်အကောင်းဖြစ်နေတည်သွားခြင်းနဲ့ဆိုရင်ကိုလည်းတက်ဆိုင်ရတဲ့ခေါင်းဆောင်ဖြစ်လာမဲ့ပုံကိုယ်ကိုလည်းအစစ်တမ်းရှိတဲ့ခေါင်းဆောင်ဖြစ်အောင်ကြိုးစားကြဖို့လိုတယ်စစ်တမ်းရှိတဲ့ခေါင်းဆောင်ဖြစ်အောင်ကြိုးစားကြဖို့လိုတယ်အဲဒါဆိုငါလက်ထက်လေးမှာတော့ငါလည်းနေသားသူနေသွားလိုက်မယ်ကွာ9နှစ်လောက်ငါနေပြီးဆေးပဲထားခဲ့မယ်ဆိုရင်အဲ့ဒါခင်ဗျားတို့ပွင့်လည်းပြောတယ်အဲ့ဒါလွဲနေပြီလို့ကျွန်တော်ပြောချင်တယ်ဘယ်သူဖြစ်ပါဘယ်သူတက်လာပါနော်အဲ့လာမဲ့9နှစ်မှာအုပ်ချုပ်မဲ့ခေါင်းဆောင်အနေနဲ့စဉ်းစားဖို့လိုပါတယ်ဘယ်ခေါင်းဆောင်ဖြစ်မလဲဘယ်သူသမရဖြစ်မလဲဘယ်သူတက်ချုပ်ဖြစ်မလဲကျွန်တော်မသိဘူးဒါကျွန်တော်လည်းမသိနိုင်ဘူးကျွန်တော်ကဟိုဦးမြောင်နိုင်ရဲ့ညာဘက်ဘယ်ဘက်လက်မောင်းမှာခေါင်းအိတ်တဲ့လူကကျွန်တော်မဟုတ်တာကျွန်တော်မသိနိုင်ဘူးနော်ရိုင်းလီဆိုရင်တမျိုးပေါ့နော်ရိုင်းလီကတော့မှပြောနေပြီဆိုတော့ထားပါအဲ့ဒါလည်းခဏခဏပြောနေကြီးတဲ့ကြီးနေလူကြီးနောက်တော့ဖြစ်တယ်ထားပါတော့ဗျာဆိုတော့ပြောချင်တာဒီဘယ်သူသမရဖြစ်မယ်ဘယ်သူဘိုးချုပ်တက်ချုပ်ဖြစ်မယ်ကျွန်တော်မသိဘူးမသိတဲ့အခါကျတော့ဘယ်သူဖြစ်ခင်ဗျားတို့ကဘယ်သူဖြစ်ခင်ဗျားဘယ်သူဖြစ်ကျွန်တော်မသိဘူးသိချင်လည်းမသိချင်ဘူးခင်ဗျားဘယ်သူဖြစ်ကျွန်တော်သိလည်းမသိချင်ဘူးသိဖို့လည်းမလိုဘူးဒါပေမဲ့ခင်ဗျားဘာလုပ်မလဲဆိုတော့ပဲအဲ့ဒီလူတွေကိုကျွန်တော်ကြည့်မှာခင်ဗျားတို့ဘာလုပ်မှလဲဆိုတော့ကျွန်တော်ကြည့်မှာကိုယူထားတဲ့တာဝန်ကိုခင်ဗျားတို့ပြေဝထမ်းဆောင်နိုင်တဲ့အစွမ်းစားရှိသလားအရေးချင်းရှိသလားခေါင်းဆောင်ကောင်းဟုတ်သလားဒါကိုပဲကျွန်တော်ကြည့်မှာခင်ဗျားဟာခေါင်းဆောင်ကောင်းတယောက်ဆိုရင်ခင်ဗျားနောက်ကိုလိုက်ဖို့ကျွန်တော်ဝင်မလေးဘူးခင်ဗျားကခေါင်းဆောင်ကောင်းမဟုတ်ဘူးဆိုတော့ကျွန်တော်ထိုင်ကြည့်နေမယ်မတက်တိုင်းထိုင်ကြည့်နေမယ်လို့ပေါ့မတက်နိုင်ဘူးဒီလိုနေမှာအဲ့တော့ခေါင်းဆောင်ကောင်းဆိုတော့ဟာဝမ်းသာရလိုက်မှာပေါ့ဟိုကခေါင်းဆောင်ကောင်းဟုတ်မဟုတ်ဘူးတော့စောင့်ကြည့်အောင်အဲ့တော့ခေါင်းဆောင်ကောင်းကိုကျွန်တော်ဘာပေးတဲ့အတိုင်းမလဲမင်းဒီလာမဲ့9နှစ်အတွင်းမှာလက်နက်ကင်ပုံကန်ထားကြွမှုတွေကိုနှိမ်နှင်းနိုင်ရမယ်တစ်ချက်ပြည်သူလူထုဟာဟိုရှင်းပြခေါင်းပြအောင်အိပ်ရပြီးတော့ထမင်းဝအောင်စားတဲ့ဘဝကိုရရမယ်ပြည်သူလူထုဟာခစ်စနစ်နဲ့လျော်ညီတဲ့အတုံးဆောင်ပစ္စည်းတွေပြည့်ဝလုံးလုံးသုံးဆွဲခွင့်ရရမယ်ပြည်သူလူထုဟာတိုးတက်မှုအသီးပွင့်ရလောက်ခံစားရမယ်ငြိမ်းချမ်းမှုအသီးပွင့်ရခံစားရမယ်အဲ့ဒါတွေရမယ်ဆိုရင်ခင်ဗျားတို့ကခေါင်းဆောင်ကောင်းမယ်ကျန်တာတွေကဝေးပြောမနေရှောက်ဘာဖြစ်အောင်ညာပြောဟိုဘာ project အဝေးတွေပြည်သူလူထုနဲ့ဝေးတဲ့ကိစ္စရှောက်ပြောမနေလောလောပြည်သူလူထုခေါင်းပြအောင်နံပါတ်1အိပ်ရဖို့ခေါင်းပြအောင်အိပ်ရဖို့နံပါတ်1ထမင်းဝအောင်စားဖို့နံပါတ်2ပြီးတော့ခစ်စနစ်နဲ့လျော်ညီတဲ့အသုံးဆောင်ပစ္စည်းတွေပြည့်လောလောကောင်းအောင်သုံးဝင်ရဖို့နံပါတ်3နော်ပြီးတော့ခစ်စနစ်နဲ့လျော်ညီတဲ့ပညာရေးကျမ်းမာရေးလူမှုစောင့်ရှောက်ရေးတွေရဖို့နံပါတ်4နော်နံပါတ်5ကတော့နော်ရှင်းပြောရရင်နံပါတ်5ကတော့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအသီးပွင့်နေခံစားရဖို့ဒီငြိမ်းရေးဖွံ့ဖြိုးဒီငြိမ်းရေးနဲ့တို့တဲ့အသီးပွင့်နေခံစားရဖို့ဒါတွေပဲဒါတွေရပြီဆိုခင်ဗျားတို့ခေါင်းဆောင်ကောင်းမယ်အဲ့လိုပါမပေးရဘူးဆိုရင်တော့ခင်ဗျားဘာကောင်းဖြစ်ဖြစ်ဘယ်သူဖြစ်ကျွန်တော်တို့ရှင်းလေးပဲအဲ့ဒါပေါ့အခုတိုင်းပြည်မှာအကုန်လုံးကတပုံလေးကြီးပဲတပုံစိတ်ပေါက်ပြီးတပုံလေးထလုပ်နေကြတာအကုန်လုံးကလုပ်နေကြတဲ့အချိန်လေးမှာအဲ့ဒါကိုစုစည်းနိုင်တဲ့ခေါင်းဆောင်အလောင်းမင်းတရားလိုမျိုးခေါင်းဆောင်နော်အနော်ထာမင်းလိုမျိုးခေါင်းဆောင်နော်ဘရင်အောင်လိုမျိုးခေါင်းဆောင်ဒီလိုခေါင်းဆောင်မျိုးတွေပေါ်ပေါက်ခဲ့ရင်တော့ဒဗင်ချူရီဘင်းအောင်လိုခေါင်းဆောင်မျိုးတွေဖြစ်ခဲ့ရင်တော့ကျွန်တော်တို့ကဒီလူတွေကပြစ်စမမြန်မာနိုင်ငံတော်ကြီးထူထောင်တယ်တော့စတိုးတာဘိုးကျော်ဆန်းစတိုးတာမြန်မာနိုင်ငံလို့ကျွန်တော်မသုံးညင်ဘူးစတိုးတာမြန်မာနိုင်ငံလို့ထူထောင်တဲ့ခေါင်းဆောင်မင်းကောင်းမင်းမြတ်ဖြစ်ကျွန်တော်တို့တတ်မှတ်မယ်ရှင်းရှင်းလေးပါဆိုဘိုးကျော်ဆန်းက
ပြိုလဲတဲ့တိုင်းပြည်သူ့ကြုံပေါ်ရောက်တဲ့တိုင်းပြည်ကိုဘုံဆောင်ဥဆောင်ပြီးတော့လွတ်လပ်ရအောင်လုပ်ပေးခဲ့တာပဲရှိတာခုနဒီတိုင်းပြည်ကလွတ်လပ်ရရတော့ခဲ့တာ तू ကကွယ်လွန်သွားတဲ့ခါကျတော့အသက်ခံလိုက်ပြီးကွယ်လွန်သွားတဲ့ခါကျတော့လုံးချခံပြီးကွယ်လွန်သွားတဲ့ခါကျတော့ तू လှုပ်ချင်တာတွေဖြစ်အောင်လုပ်သွားတဲ့အတွက် तू က statesman အဆင့်ကောင်းဆောင်မရောက်လိုက်ဘူးပေါ့ဗျာကျွန်တော်ပြင်ပြောရင်ဒါမျိုးသားကောင်းဆောင်လို့ပြောရင်ရတယ်လူသူ့အတွက်သူဒီမျိုးသားကောင်းဆောင်ပြောလို့ရရင်မဲ့ statesman အဆင့်ကောင်းဆောင်မဟုတ်ဘူးပေါ့အဲ့လိုကျွန်တော်ပြောချင်တာအဲ့တော့ဘိုးချုပ်ဆောင်ဟိုဘာဖြစ်တဲ့ crazy ဖြစ်ကြလူတွေလည်းခင်ဗျားတို့ဘလို့တွေးမလို့တွေးချင်လို့တွေးကြနော် okay ကျွန်တော်ပြောချင်တာရှင်းရှင်းလေးရှားရှုတော့အဲ့တော့ဒီတိုင်းပြည်ကအခုလိုမျိုးအစစ်စစ်မှာဟိုလက်နက်ကင်ပုံကန်ထားကြသူတွေဂျာနဲ့ချီလောက်ရှိတဲ့ဟာကြီးမှာအဲ့ဒါယူကြာကြာနာပြန်ပြီးစုစည်းနိုင်ခဲ့တယ်လက်နက်ကင်ပုံကန်မှုတွေကိုဟိုတရားရတော့မဟုတ်ရင်တော့ဗျာရာရဲတော့90 60 90 80 80 short ချပစ်လိုက်ပြီးတော့လုံးဝလက်နက်ကင်ထားသူတွေနဲတော့အောင်လုပ်နိုင်ခဲ့တယ်ဆိုရင်တော့ခင်ဗျာအဲ့လောက်ဆိုရင်တော့ခင်ဗျားတို့ကတကယ်အစင်တန်းရှိတယ်အရေးချင်းရှိတဲ့လူတို့ကလေးစားတပိုးထားရမယ်ချစ်ကိုချစ်ရမယ်ခေါင်းဆောင်ဖြစ်လိမ့်မယ်အဲ့လိုမဟုတ်တော့ခင်ဗျာဘာအတွက်ခေါင်းဆောင်တက်လို့မှာလဲဘာအတွက်ခေါင်းဆောင်တက်လို့မှာလဲအဲ့ဒါကိုကိုစဉ်းစားကြဖို့လေဘာအတွက်ဒီနိုင်ငံရဲ့ခေါင်းဆောင်တက်လို့မှာလဲအဲ့ဒါကိုတော့သက်ဆိုင်ရာခေါင်းဆောင်ဖြစ်လာလက်တန့်တော့ပုံကူများစဉ်းစားကြဖို့လို့တယ်ကျွန်တော်ခရားတို့နဲ့ရှင်းလိုက်ဘာကောင်းမဟုတ်ဘူးအေးဘာကောင်းမဟုတ်ဘူးကျွန်တော်မှတော့ရှင်းရှင်းလေးပြောချင်တာပြောဖို့ကြာရှိတယ်ကျွန်တော်ပြောဖို့တော့တောင်းရှိတယ်လို့ကျွန်တော်ခံယူထားတဲ့လူတစ်ယောက်ဖြစ်နေနိုင်ငံသားတစ်ယောက်ဂျာလစ်ကြောင်နေကျွန်တော်ပုံရလိမ့်မယ်ခင်ဗျားတို့ပြောနေတာဖြစ်တယ်ဒါလည်းကြုံကြိုက်လို့ပေါ့နော်အဲ့တော့လာရှိုးတီဘောလန်တီဘောဒီပြောင်းလက်မကြီးပြန်ပို့မကိစ္စတော့ဒါလမ်းကြောင်းကောင်းလာပြီ MNDA လည်းဖယ်ပေးပြီလို့တော့အချမ်းမြင်ကြားတယ်ဒါပေမဲ့ရာနှုန်းပြမယုံပါနဲ့အောင်လို့တော့လဲထပ်ပြီးတော့အနာတက်ပေးတယ်နော်နောက်တစ်ခါဒီအဲ့ဘက်ချမ်းမှာရွေးကောက်ပွဲလေးတွေပြန်လုပ်ဖို့ဒုတိယပိုင်းတတိယပိုင်းလုပ်ဖို့ဟာတွေလည်းဒါအချင်းကြီးကောင်းလာပြီလို့ပြောလို့ရတယ်အဲ့တော့ဘလို့ညှိလဲဗာလဲတော့မသိဘူးတိုင်းပြည်ကံကြမ္မာကိုလူစုအောင်ဆုံးဖြတ်နေတဲ့ကိစ္စကြီးမှာကျွန်တော်တို့ဘာမှပြောလို့မရဘူးဘုတို့ထိုင်ကြည့်နေရတယ်ဆိုတော့သိကြတယ်နော်ဆိုတော့ဒါကတော့တစ်ခုပေါ့နောက်တစ်ခုကကျွန်တော်တို့ဒီလမ်းကြောင်းပွင့်တဲ့ကိစ္စပြောရင်ခုနဒီမန္တလေးမရယာစစ်ကူတပိတ်ချင်းလမ်းကြောင်းကြီးပြန်ပွင့်ပြီဆိုတော့မနေ့ကအစိုးရထုတ်ပြချက်မှာကျွန်တော်တွေ့ရပါတယ်ထုတ်ပြချက်မှာတွေ့ရပါတယ်ဆိုတော့မန္တလေးမရယာစစ်ကူတပိတ်ချင်းလမ်းကြောင်းကြီးပွင့်မယ်ဆိုတော့ကျွန်တော်တို့ The Statesman Journal မှာပြီးခဲ့တဲ့တပတ်လာကထင်တယ်ပြကျွန်တော်တို့ဖော်ပြခဲ့ပါတယ်ပေါ်ထားခဲ့ပါတယ်ဘာလို့စင်ကူကိုလုံးဝအလုံးစုံသိပိုက်လိုက်ပြီဆိုကြတဲ့လမ်းကြောင်းပွင့်ပြီဆိုကျွန်တော်တို့ယုံကြည်တယ်ပေါ့နော်ခုပွင့်သွားပြီပေါ့ပွင့်ပြီပွင့်လို့လည်းမနေ့ကဆိုရင်တက်မတော်သားတွေကိုပြည်သူလူထုကကြိုးဆိုတယ်အဲ့မှာနောက်ကလိုက်ကကားတွေဝေးပြေးကားတွေအစပြေးဖို့တော့ကိုနောက်ကတန်းလိုက်လာတယ်အဲ့ဒီဓာတ်ပုံမှတ်တမ်းတွေကိုအစိုးရဝေးစားထုတ်ပြန်လာတယ်အဲ့တော့ကြီးကြီးများဖြင့်လမ်းကြောင်းကတကယ်ပွင့်လို့ထုတ်ပြန်တယ်ဆိုတော့ကျွန်တော်သိကြတယ်ဆိုတော့လမ်းကြောင်းပွင့်သွားပြီဆိုတော့ဘာပဲပြောဗျာမန္တလေးမရယာစင်ကူတပိတ်ချင်းလမ်းကြောင်းတစ်ကြောလုံးမှာလောက်ကိုင်ရှာဖွေစားတောက်နေကြတဲ့ပြည်သူတွေဘဝကတော့အနေချင်းနဲ့မျှမူလအခြေအနေပြန်မရောက်သေးရင်တော့ယာရီတို့တစ်ခုကတော့သူတို့ဘဝပို့ပြီးတော့ပျော်ရွှင်စရာလေးဖြစ်လာပြောဘာပြောသူတို့ရဲ့မူလအခြေအနေမရောက်သေးရင်တော့အခြေအနေတစ်ခုကိုသူတို့ပြန်ပြီးတော့ပိုင်ဆိုင်ခွင့်ရလာမှာဖြစ်တဲ့အတွက်ပြည်သူတွေအတွက်ဝမ်းသာပါတယ်ဒီအတွက်အသက်သွေးချွေးတွေပေးပြီးတော့တိုက်ပြီးတော့အသက်သွေးချွေးတွေတွေးပြီးတိုက်ပြီးတော့ဒီနေမြေပြန်သိမ့်ပိုက်ပေးခဲ့တဲ့တပ်မတော်သားတွေအားလုံးလည်းကျေးဇူးတင်နေကြတကယ်လည်းကျေးဇူးတင်ပါတယ်ပွင့်နေကြတာဘာလို့ဆိုဒီအတွက်အလကားရတာမဟုတ်ဘူးเนาะဟိုအသက်တွေပေးရတယ်အသက်တွေပေးမှဒီလက်တွေရအောင်ပွင့်အောင်လုပ်ရတာဆိုတော့တပ်မတော်သားတွေလည်းကျေးဇူးတင်ပါတယ်အဲ့လန်တွေပွင့်အောင်ကြိုးစားပေးတဲ့တပ်မတော်သားတွေကျေးဇူးတင်ပါတယ်ဟိုပြောရရင်ကျေးဇူးတင်နေဆိုတဲ့နေရာမှာတပ်မတော်သားတအိုးချင်းစီတိုင်းကိုကျေးဇူးတင်တာပါဘာလို့လဲဆိုတော့ခင်ဗျားတို့ပြန်စဉ်းစားကြည့်ပါကျွန်တော်တို့နေရာတစ်ခုကနေရာတစ်ခုကိုတောက်ဖို့အတွက်လမ်းမှာတပုံတွေအစစ်အစစ်ရှိရဆိုတော့ခင်ဗျားလူကောင်းတယောက်ဆိုအဲ့လမ်းကိုခင်ဗျားတွားရဲလားတပုံအားပေးကောင်ကတော့တွားရဲလိမ့်မယ်ကျွန်တော်တို့တပုံအားပေးမဟုတ်တဲ့ကောင်တွေကကျွန်တော်မတွားရဲဘူးဒါပွင့်နေပြောတာတပုံအားပေးကောင်တွေအချမ်းဖက်အားပေးကောင်တွေကတော့တွားရဲလိမ့်မယ်တပုံအားပေးအချမ်းဖက်အားပေးမဟုတ်တဲ့ကျွန်တော်တို့ကတော့မတွားရဲဘူးအဲ့လိုမတွားရတဲ့အချိန်မှာအဲ့တွားလို့ရအောင်လုပ်ပေးတဲ့အတွက်တပ်မတော်သားတအူးချင်းစီတိုင်းကျေးဇူးတင်တယ်လို့ပြောတာရှင်းလေးပဲအဲ့တော့မန္တလေးစင်ကူမရယာတပိတ်မန္တလေးမရယာစင်ကူတပိတ်ချင်းလမ်းကြောင်းကြီးပွင့်သွားတဲ့ကိစ္စကဝမ်းသာစရာကောင်းတယ်ကျေးဇူးလည်းတင်စရာကောင်းပါတယ်တပ်မတော်သားတွေအဲ့ပွဲမှာတပ်မတော်သားတွေကြာဆုံးခဲ့ရှိပါတယ်နော်ကြာဆုံးခဲ့ရှိပါတယ်တပ်မတော်သားတွေတော့တပ်မတော်ရဲ့ဘက်ကနေပြီးတော့ပါဝင်တိုက်ခိုက်ပေးနေကြတဲ့ဒီနေမြေရဲ့ဒီဘယ်လိုခေါ်မလဲဟိုစစ်မှုထမ်းလူငယ်လေးတွေရောဒါတွေအကုန်လုံးကျေးဇူးတင်ပါတယ်တကယ်ပဲဘာပြောတအူးချင်းတိုင်းကျေးဇူးတင်ပါတယ်ဟိုကျေးဇူးတိုက်သူကျေးဇူးတင်ညာမင်္ဂလာတစ်ပါးမို့လို့ကျေးဇူးတင်ပါတယ်တကယ်ပါနောက်တစ်ခုကအဲ့ပြီးလို့ရှိရင်သူကတပိတ်ချင်းမိုးကုတ်လမ်းကိုဖွင့်ဖို့တပ်မတော်ကစပြီးပြင်နေပြီလို့ကျွန်တော်ကြားပါတယ်တပ်မတော်တပိတ်ချင်းမိုးကုတ်လုံးစဖွင့်မယ်ဆိုတော့ပြောရရင်ဗျာမန္တလေးကနေမိုးကုတ်ထီကိုတက်တာကိုနောက်ပိုင်းမှာကျွန်တော်တို့ AAC တက်ခွင့်ရတော့မယ်လို့ပြောလို့ရတယ်တခုရှိလမ်းမှာ6မြောင်းပြက်ခတ်လေးတော့ရှိကောင်းရှိနိုင်တာပေါ့ဗျာသို့တော်လည်းအဲ့ဒါတွေမရှိအောင်လည်းတပ်မတော်ကလမ်းကြောင်းတစ်ခုဖွင့်ပြီဆိုရင်ပိုင်မဖွင့်တဲ့သဘောတော့တွေ့ရတယ်ပူတာမြန်ကုန်မန္တလေးအမြန်လမ်းကြီးရဲ့နေပြီးတော့မန္တလေးမိုင်တိုင်း300ကျော်နားတဝိုက်က300နဲ့400ကြားတဝိုက်ကဟာကိုမရှင်းနိုင်တဲ့ကိစ္စတော့350နဲ့400ကြားထားဖို့လဲ350ပတ်လည်နားမှာပတ်လည်တော့မရှင်းနိုင်တဲ့ကိစ္စကတော့ရှက်စရာကောင်းတာပေါ့ဗျာနော်ရှက်ကြရလားတော့မသိဘူးဒါပေမဲ့ရှက်စရာကောင်းတယ်ဆိုတော့သိသိချင်တယ်ရှက်ကြရလားတော့မသိဘူးပေါ့နော်ခင်ဗျားတို့ရှက်တာမရှက်တော့ကျွန်တော်မသိဘူးကျွန်တော်တော့ခင်ဗျားတို့ကိုယ်သာရှက်လဲရှက်တယ်ကိုယ်လည်းပြောရင်ဟိုအဝေးရာတွေ6ပြောနေရန်ကုန်မန္တလေးအမြန်လမ်းမှာကြီးရဲ့ဒီမိုင်တိုင်း350ပတ်လည်330 319 320အဲ့ပတ်လည်နားတဝိုက်တွေကိုမရှင်းနိုင်တာကတော့ရှက်ဖို့လည်းကောင်းတယ်ဒါပေမဲ့ကျွန်တော်ကတော့ chef တွေပြောတာပါသက်ဆိုင်တာဝန်ရှိသူတွေကတော့ဘယ်လိုနေလဲတော့မသိဘူးပေါ့နော်ဆိုတော့အခုဘာပဲပြောအခုမန္တလေးမရယာစင်ကူတပိတ်ချင်းလမ်းကြောင်းပွင့်ပြီးတဲ့နောက်တိတ်မကြခင်တပိတ်ချင်းမိုးကုတ်လောင်ဆက်ဖွင့်ဖို့ကြိုးစားနေတယ်လို့သိရတယ်အဲ့လိုကြိုးစားပေးတဲ့တပ်မတော်သားတူးချင်းစံကျေးဇူးတင်တယ်
ဒါပေမဲ့ရှက်မဲ့ကိစ္စကိုလည်းခင်ဗျားတို့ရှက်စရာကောင်းတယ်ဆိုတော့သိဖို့လည်းလိုတယ်လို့သက်ဆိုင်တာရှိသူပြောချင်တာပါနော်ဒါလေးကတော့ဂျုံကြိုက်လို့ထပ်ပြောတာပါနောက်တစ်ခုကကျွန်တော်တို့မနေ့ရခိုင်ကိုတက်ကရခိုင်ကိုတက်ကလေးနဲ့ရခိုင်ပြည်နယ်တည်းတချို့ပါတယ်ပေါ့မြို့တွေဟိုဘုံနဲ့ပစ်တယ်ဘုံနဲ့ကျဲတယ်လေးနဲ့ဘုံကျဲတဲ့ကိစ္စရှိတယ်ကျဲတော့ပုံနဲ့ပြောရင်တော့ကျဲတော့တချို့တွေကမှဘာခေါ်လဲဟို Telegram ချို့မှာတက်လာတာတွေ့ကျွန်တော်ပြုံးစီစဉ်ကြည့်နေရတယ်ဟိုဟုတ်ပါမဟုတ်တာဗျာမဟုတ်ဘူးလို့ယူဆရတဲ့သတင်းကိုသူတို့အဟုတ်လို့ပြောနေကြတော့ကျွန်တော်လည်းဘာပြောမှမသိဘူးဘာလဲဆိုတော့ဟို Telegram ချို့မှာရေးပါတယ်ထွန်းမြတ်နိုင်အတူပါတန်တွဲမပေါ်နေမလို့တော့ဘူးပြောတယ်ဆိုပြီးတင်တယ်ပြီးလည်းပြောရင်တော့တန်တွဲမြို့မှာတဲ့31ရက်နေ့ကလေကြောင်းတိုက်ခိုက်မှုမှာတဲ့ထွန်းမြတ်နိုင်အပေါင်းနောက်ထပ်အကြီးလေးယောက်တော့တေသွားတယ်ဆိုပြီးရေးတယ်ပြောရင်တော့လင်းတာရွာမှာအေးကြီးပိုင်းနေပေါင်900ကျောင်းတေတဲ့အတွက်တဲ့တောင်900ဆိုတုံးတယ်ပေါင်900တော့ကျဲလို့ကျွန်တော်မထင်ဘူးဒါပေမဲ့လေးနဲ့ပြစ်တယ်ပေါ့ပြစ်တဲ့အတွက်ဖြစ်စဉ်မဖြစ်သေးဘူးတန်တွဲကိုထွန်းမြတ်နိုင်ရောက်တယ်လို့ကြားတယ်ရောက်တော့တက်ခိုတယ်လို့ကြားလို့လေးနဲ့ပြစ်တယ်ပေါ့ပြစ်တော့ထွန်းမြတ်နိုင်မှာတေတယ်ဆိုပြီးပြောတယ်တကယ်မှမတေတာဗျာကြီးစရာကြီးထွန်းမြတ်နိုင်ဆိုတဲ့ကောင်ကတေဒီလိုမျိုးတေရအောင်ထွန်းမြတ်နိုင်ဆိုတဲ့ကောင်ငါပေါ်မမဟုတ်တာအယူမမဟုတ်တာကြက်မပြေတဲ့ကောင်မဟုတ်တာထွန်းမြတ်နိုင်ကြက်ပြေတယ်ကြက်မပြေမဟုတ်ဘူးငါပေါ်မဟုတ်ဘူးအယူမဟုတ်ဘူးထွန်းမြတ်နိုင်အယူငါပေါ်ကြက်ပြေတဲ့ကောင်မဟုတ်ဘူးထွန်းမြတ်နိုင်ထွန်းမြတ်နိုင်ကြက်ပြေတယ်ထွန်းမြတ်နိုင်ကသူဘယင်ယူနေမဟုတ်ဘူးသမရပါယူနေပြီထွန်းမြတ်နိုင်ကျွန်တော်ချတာမေးတယ်လည်းပြောတယ်ကိုကျော်မြတ်ခရသမရယူနေပြီပြတယ်ထွန်းမြတ်နိုင်သမရယူနေပြီတဲ့ဆိုတော့ဘယ်လိုယူလဲတော့ကျွန်တော်မသိဘူးဒါပေမဲ့ तू ယူတာသူကိစ္စပေါ့နော်သို့တော့သမရယူဆိုတာချမ်းမဟုတ် तू ကဒီရှိသမျှအားလုံးဒီတပ်အစိုးရပုံကန်တော်လန်တွေတပ်တွေအားလုံးကိုတပ်ပေါင်းစုရဲ့သမရဖြစ်နေတာထွန်းမြတ်နိုင်ကလောက်ရမယ်ပေါ့နော်အဲအောင်မှာခွန်ဘောကဒုသမရလုံးမှာမျိုးလို့စသဖြင့်အဲ့ဒါမျိုးကြီးကြီးလျှောက်ပြောတယ်ဆိုတော့ဟုတ်တာခဏထားလို့သူတို့ယူရင်လည်းယူတော့ဆရာပါပဲယူရင်ယူပါစေဒါပေမဲ့တခါတလေတဘောမှာတခါယူရတယ်ဗျာနော်တေတော့လည်းဘာမှရတာမဟုတ်လားချင်းတိုင်းတဘောကတခါယူတယ်ယူစီပေါ့အဲ့တော့ထွန်းမြတ်နိုင်အဲ့လိုယူရဒါပေမဲ့မြေပြင်မှာပစ်ခတ်ခံရတယ်ဆိုတော့မျိုးတော့ကျွန်တော်တို့မဖြစ်နိုင်လို့ယူစားတယ်ထွန်းမြတ်နိုင်ကြက်မပြေတဲ့ကောင်မဟုတ်ဘူးလို့အယူမဟုတ်ဘူးလို့နော်ငါပေါ်လည်းမဟုတ်ဘူးနော်ဟိုဘာလဲဆိုတော့ဟိုစဉ်းစားတတ်တယ်ဒီကောင်ကလူလေနော်တကယ်လူလေခင်ဗျာအေးမှာထွန်းမြတ်နိုင်ကတအားလဲတယ်လဲလုံးတဲ့ခါကျတော့အောက်ကလူတွေကထွန်းမြတ်နိုင်ကဘလူပဲလဲသားအကုန်လုံးကရခိုင်တွေကတချို့အေးလက်နက်ကိုင်တွေကထွန်းမြတ်နိုင်လဲသားတွေအကုန်ခံရတယ်အဲ့ဒါမျိုးဖြစ်တယ်ဆိုတော့အောက်ကထွန်းမြတ်နိုင်တဲ့ပိုတော်တဲ့ကောင်တွေတော့ပိုတော်တဲ့အေးထဲမှာရှိတဲ့လူချို့တော့ထွန်းမြတ်နိုင်ကိုမလှန်နိုင်ဘူးအဲ့လောက်ထိလှုပ်ထားတာထွန်းမြတ်နိုင်ကလည်းလဲတာအဲ့လိုလဲတာနော်အဲ့တော့တချို့အေးတွေကထိပ်ပိုင်းကောင်းဆောင်ချို့ရှိတယ်ဘုံမူကြီး level တွေဘုံမူကြီး level တချို့တွေဘာပြောပြီးဆိုအေးထွန်းမြတ်နိုင်တဲ့သူတို့ပိုတော်တယ်ပိုပြီးတော့ရခိုင်ပြည်နယ်ကိုချစ်တယ်ဒါပေမဲ့ပြဿနာထွန်းမြတ်နိုင်အပေါ်တွေလက်ဝကြီးအုပ်ထားပြီးတော့ဘင်္ဂလီအရေးကိုဦးစားပေးနေတဲ့ထွန်းမြတ်နိုင်ဖြစ်တဲ့ခါကျတော့သူတို့မှလည်းပြောရဆိုခက်တယ်မဟုတ်ရင်သူတို့ကပျောက်တော့မှကြောက်တော့နော်အဲ့တော့ဟိုပြောရရင်တော့ထွန်းမြတ်နိုင်အောက်မှာဘုံမူအဆင့် level တွေကမကြိုက်ရင်တော့သူငြိမ်ခံနေတဲ့ဘောကိုရောက်နေအဲ့တော့ထွန်းမြတ်နိုင်ဘယ်လောက်လဲလဲဆိုတော့အဲ့ဒါကိုပြောချင်တာနော်လဲတယ်ထွန်းမြတ်နိုင်အဲ့တော့ဒီရခိုင်ကိုထပ်ပြီးတော့ဘုံကျဲတဲ့ကိစ္စတွေရှင်းအောင်ပါပဲနောက်ပိုင်းမှာလည်းရှိမှာပဲအဲ့ဘာလို့ရှိအခုရှိတဲ့ခါကျတော့ဘယ်ပြည်ထဲမှာရှိတဲ့ချိုးတွေကပြီးမကိုထွက်ပြေးဖို့ပြင်နေကြပြီထမင်းငတ်ထားတာတကြောင်လေရဘယ်ချင်းလာကျဲမဆိုမသိတာတကြောင်ပြီးဟိုဗာလဲထွန်းမြတ်နိုင်တို့ကအခွန်တောက်တားကောက်ထားတာတကြောင်ပြဿနာပေါင်း16000နဲ့ထွန်းမြတ်နိုင်အဖွဲ့တွေအနိုင်ကျင့်နေတာတကြောင်အဲသူတို့ပြီးမကိုပြေးဖို့ရတယ်လမ်းတော်လန်ပြေးမယ်ဆိုတဲ့ကောင်တွေတပုံကြီးပဲအရာကြီးတိုင်းဖြတ်ပြေးမယ်ကောင်းနဲ့ဟိုဘက်ဒီဘက်ဟိုဘကိုးဘက်ကိုဖြေးမယ်ကောင်းနဲ့မကွေးပြေးမယ်ကောင်းနဲ့စုံနေရပဲရှိတယ်သို့တော်လဲထွန်းမြတ်နိုင်အဖွဲ့တော့ရတော့သူလိုက်အုပ်ပြီးတော့ဖမ်းပြီးစစ်ထဲကောက်ထည့်နေတာပဲအကုန်လုံးတွေ့ရတယ်ဒါတော့ရခိုင်ပြည်နယ်ဖြစ်နေတာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့မြကြီးနားမှာဟိုနေ့ကဖြစ်တဲ့ဖြစ်စဉ်လေးတစ်ခုလည်းကျွန်တော်ပြောချင်တယ်အခုနေရာတော့တော်တော်စုံနေပြီနှံ့နေမြကြီးနားမှာပြီးခဲ့တဲ့ဒီဇင်ဘာ25ရက်ကဖြစ်တဲ့ဖြစ်စဉ်တစ်ခုကြီးကျယ်ဖြစ်ခဲ့တော်တော်ရှက်စရာကောင်းတဲ့ဖြစ်တဲ့တစ်ခုဖြစ်ခဲ့ထိတ်လန့်ကြောက်စရာကောင်းပါတယ်အဲ့ဖြစ်စဉ်တစ်ခုကကျွန်တော်တို့စုံစမ်းရင်းနဲ့အခုဆိုပေါ်လာပြီပေါ့နော်အကြမ်းမြတ်စပေါ်လာပြီဒီဇင်ဘာ25ရက်လောက်ကမြကြီးနားမြို့စီတာပူရက်ကွက်နားမှာပေါ့နော်အဲ့ဒီဘက်မှာမြို့သမီးတူကခရစ်စမတ်ည8နာရီလောက်မှာအပြန်ပေါ့နော်ခရစ်စမတ်ပွဲရတယ်ပြန်တဲ့အချိန်မှာနော်အမျိုးသား6ဦးကနေတားဆီးပြီးတော့ရိုက်နဲ့ထိုးချိန်ပြီးတော့အဲ့မြို့သမီးကိုဝိုင်းပြီးမရင်းကျင်တယ်အုပ်စုဖွဲ့ပြီးမရင်းကျင်တယ်မရင်းကျင်အောင်နေမို့တော့ဘူးတပ်လိုက်တယ်မရင်းကျင်တပ်လိုက်တယ်တက်လဲတက်ကောနော်တက်လဲတက်ကောဟိုဗာလဲတက်လဲတက်ကောအဲ့မှာအဲ့ဒါကိုမြင်လို့ဆိုပြီးတခြားမျိုးသားတွေကလာပြီးတော့ကူတယ်ကူတဲ့ကောင်မှလာပြီးထပ်တပ်လိုက်တယ်31ရက်နေ့မှာနောက်ဆုံးသူ့ကိုဗာဝိုင်းထိုးချိန်ရိုက်နေလို့နောက်ဆုံးအဲ့ကိုစုံမိုးအောင်မှာတပ်လိုက်တယ်ကိုစုံမိုးအောင်လည်းတေတယ်တဲ့နောက်မျိုးသမီးတယောက်ကလည်းအသက်ခံရတယ်အဲ့တော့အသက်ခံရတဲ့ဖြစ်စဉ်အကြီးကျယ်ဖြစ်တယ်အဲ့ဖြစ်စဉ်ကိုဘယ်လိုလုပ်တာလဲဆိုတော့မြေကြီးနားမြို့ကန်တွေကမပြောရကြဘူးနော်ကိုစုံမိုးရဲ့သူ့ဘာရှုနိုင်ရတော့ထွက်လာပြီဘယ်လိုထွက်လာလဲဆိုတော့သူတို့တေတာတော့ယူဒနာပေါ့နော်သူတို့96ပါးယောဂဖြင့်တေပါတယ်ဆိုပြီးတော့ရေးတယ်ဒါပေမဲ့ပြောရရင်တော့31မနေ့ကဗုဒ္ဓညနေမှာတဲ့96ပါးသောယောဂဖြင့်ကိုလုံသွားပါတယ်ဆိုပြီးကိုစုံမိုးအဲ့ကုနာမရင်းကျင့်တဲ့ကလိမာလေးကိုမရင်းကျင့်လို့ဟောဝင်ကူတဲ့ဟာကိုမလွတ်တယ်ပြောတာဝင်ကူတဲ့ကောင်ပါတပ်လိုက်တယ်ရှင်းအောင်တေသွားတယ်ဆိုတော့နော်အဲ့ဒါတွေကကြီးကျယ်ဖြစ်တယ်အဲ့တော့ဘယ်သူလုပ်တာလဲဆိုတော့မေကုံအဲ့ဒါနဲ့ပတ်သက်လို့တကယ်သိတဲ့လူတယောက်ကရေးပါတယ်25ရက်နေ့မရင်းကျင့်လူတက်ကာလူတရားခံဖြစ်စဉ်ကိုလုတ်တဲ့သူတွေကကချင်လေးတွေဖြစ်တယ်တဲ့ကချင်ကလေးဖြစ်တယ်ဆိုကချင်ဘာသာနဲ့ရေးထားတယ်ကျွန်တော်လည်းအဲ့ဒါဘာသာအများကြီးမပြတ်တော့ဘူးဒါပေမဲ့တိတလောက်ကျွန်တော်တို့ကချင်တိုင်းသားတွေရေးထားတဲ့စာအုပ်ကချင်လိုနားလည်တဲ့ဗမာတယောက်ကသုံးမကချင်နားလည်တဲ့ကချင်တယောက်ကဗမာလူမျိုးပြန်ရေးတဲ့အခါမှာ
ပြောရပေါ်တော့နော်ဂျပန်လန်တရာတဲ့ဂျပန်တရာလန်နာကတဲ့မာကားဓမြတိုက်မရင်းချင်းလုတ်တဲ့ဓမြကောင်တွေမရင်းမှုတရားခံတွေအဲ့ဒါ James Foley တွေဖြစ်တယ်ဆိုရေးထားတယ်ဆိုတော့ကချင်လိုရေးတာကျွန်တော်လည်းဖတ်တော့ဘူးဗျာနော်ကျွန်တော်လည်းဖတ်တယ်ဒါပေမဲ့သူတို့အဲ့လိုရေးထားဆိုတော့ကချင်ကောင်တွေတတ်တာဆိုတော့သိကြသွားတာဆိုတော့ဒါမြကြီးနားမှာဖြစ်လို့မြကြီးနားမြို့ကနေလန့်ဖြန့်တယ်တရင်နေမြကြီးနားမြို့ရဲ့အကြောင်း plot ပြောနေကြတယ်ဒါပေမဲ့ကြဲကြဲလောင်ပြောရကြဘူး KIA ကိုကြောက်လို့ KIA လာတတ်မှကြောက်လို့ဆိုတော့တွက်ကြည့်ပါဗျာစစ်တပ်ကမကြောက်ဘူး KIA ကိုကြောက်တာမြကြီးနားမှာစစ်တပ်ကမကြောက်ဘူး KIA ကိုကြောက်တာဆိုတော့စဉ်းစားကြည့်ပါမြကြီးနားမြို့မှာ KIA ရဲ့ထင်တိုင်းကျလူတွေလူသားတက်လို့ရတယ်ဆိုတဲ့သဘောမျိုးဖြစ်နေတာအဲ့ဒါကြီးကတော့မမိုက်ဘူးပေါ့ဗျာနော်တွေးကြည့်မမိုက်ဘူးအတိုင်းပြည်တော့ကနော်ဒါလေးကတော့ဂျုံကြိုက်လို့ထည့်ပေါ်တာဖြစ်ပါတယ်နော်နောက်တစ်ခုကတော့ကျွန်တော်ဒီနေ့ဒီ passport ကိစ္စရယ်လုံသားကိစ္စလေးဒီနေ့ပြောပြပါမယ် passport ကိစ္စတော့ချမ်းမဟုတ်ပါဘူးဒီနေ့သတင်းတွေကပထမဆုံးဒီအစိုးရထုတ်ပြန်ချက်ထဲမှာပါလာတဲ့သတင်းလေးတစ်ခုရှိပါတယ်နော်ပြည်သူများနဲ့ထုတ်ပြန်ချက်ဆိုပြီးတော့နော်ဒီနေ့တရက်နေ့ရက်ဆိုရင်ထုတ်ပြန်ပါတယ်အဲ့ဒါဘာလဲဆိုတော့အရေးကြီးအရေးပေါ်ဖြစ်ပြပသွားလို့တဲ့လူတွေ online booking တင်တဲ့အခါမှာတဲ့ဆိုပြီးတော့ပြောရတော့ဗျာအဲ့လို online booking မှာကြာနေမှာဆိုလို့ဆို9ရက်အတွင်းမှာရမယ် passport 9ရက်အတွင်းမှာရမယ်9ရက်အတွင်းမှာရမယ်ဒါပေမဲ့အဲ့တွေဝန်ဆောင်က9,45,000ကျပ်ပေးရမယ်အမြန်ဝန်ဆောင်ကစာအုပ်ဖို့ပါဝင်9,45,000ကျပ်ပေးရမယ်နော်ဆိုပြီးပြောထားတယ်ပြောရင်တော့ express service လို့ခေါ်တယ် express service လို့ခေါ်တယ်ပြောရင်တော့ဗျာဟိုအထူးဝန်ဆောင်စီမံကိန်းချက်နဲ့အစိုးရလုပ်ပေးတာဥပမာထားပါတော့ကျွန်တော်တို့တာမန်ဝါပဲထားပါတော့ကဲထားပါတော့ကျွန်တော်တို့ခင်ဗျားတို့မှာမိဘတွေရှိမယ်မျိုးတွေရှိမယ်တဲကနေကောင်းဖြစ်လို့အရေးပေါ်ဘန်ကောက်မှာတော့ခွက်ဆက်ရမယ်အဲ့လူမှာ passport မရှိဘူး9ရက်အတွက်အမြန် service နဲ့ကျမကြီးဖြစ်လို့သွားမှာဆိုချက်ချင်း service လုပ်ပြီးတော့ချက်ချင်းသွားလို့ရအောင်လုပ်တာအဲ့တော့နိုင်ငံတော်လည်းအခွန်ငွေရနိုင်ငံတော်လည်းဝင်ငွေပိုရဒီအရေးပေါ် passport လိုတဲ့လူတွေအဆင်ပြေပတ်စံချမ်းသာတဲ့လူတွေရဲ့ riot service လို့လည်းပြောလို့ရတော့ဗျာပတ်စံချမ်းသာလူတွေရဲ့ဒီချမ်းသာသူတွေရဲ့ဒီဘာလို့ဆို elite service လို့ပြောမလားပေါ့နော်အဲ့ service လို့ပဲပြောလို့ရတယ်တာမန်ပြည်သူတွေတော့သူပုံမှန်လမ်းလျှောက်ကြပါဗျာတာမန်ဘာဖြစ်တယ်လူကြီးပတ်စံရှိရလို့တော့ပတ်စံရှိရလို့လျှောက်ပါဟိုကတော့သူခွဲမှာဘာလို့ထိုင်းမှာလည်းအဲ့တိုင်းပဲခွဲထားတယ်နိုင်ငံတကာမှာလည်းအဲ့လိုပဲအထူးဝန်ဆောင်မှုတွေထား VIP ဝန်ဆောင်မှုတွေရိုးရိုးဝန်ဆောင်မှုတွေရှိရတယ်ဗျာနော် coffee house zone data နဲ့ zone data နဲ့ခွာသားရရှယ်နဲ့ရိုးရိုးနဲ့ခွဲထားသေးတာပဲဗျာအဲ့တော့ service မှာလည်းအဲ့ဒါပေးတာပေါ့ဗျာအဲ့သဘောမျိုးအဲ့တော့ကျွန်တော်တို့ဒီ service လုပ်တာကိုဘာမှမှားရွံ့တဲ့ကိစ္စလို့မယူဆဘူးအရေးပေါ်လိုအပ်လို့လောက်ရမယ့်ကိစ္စမျိုးတွေလုံးမှာပဲဒါပေမဲ့တရားဝင်လုပ်လိုက်တာကပိုကောင်းတယ်ခိုးကြောင်ကိုယ်ကတခိုးကြိုးလမ်းကြောင်းကနေပြီး agency နဲ့ပေါင်းလုပ်တာမျိုးတော့မကောင်းဘူးဗျာအဲ့လိုမျိုးပဲ agency နဲ့ပေါင်းလုပ်မှတရားဝင်အစိုးရဒီလိုခွင့်ချဖွင့်ချလိုက်တာကောင်းတဲ့ကိစ္စပဲကျွန်တော်တို့ကကောင်းတယ်လို့မြင်တယ်အဲ့တော့ခင်ဗျားတို့ passport အရေးပေါ်လိုလား9ရက်အတွင်းရမယ်ဒီနေ့စားလျှောက်ရင်9ရက်အတွင်းရမယ်အဲ့ဒီ service ကို9,4,500ပေးပြီးရတယ်9ရက်အတွင်း9သိန်းပတ်စံ9သိန်းကျော်ပေးပြီးတော့ရမယ်ဟာဒီတိုင်းသွားလို့ရင်တော့3သိန်းလောက်ကုန်မယ်ပေါ့ဗျာထားပါတော့အဲ့လောက်ကုန်မယ်ဟိုက9သိန်းဆိုတော့လုံးတချို့လုံးမှလုံးကြမှာပါတချို့တစ်ထည့်လုံးကြပါလိမ့်မယ်တချို့ချမ်းသာပတ်စံရှိတဲ့မိသားစုတွေတချို့အရေးပေါ်လိုတဲ့လူတွေလုံးကြပါလိမ့်မယ်အဲ့တော့နိုင်ငံတော်လည်းဝင်ပိုးရတာပေါ့ဒါတော့အဲ့ဒီဝန်ဆောင်မှုမှာဂျာပွဲသားထပ်ပေါ်လာအောင်တော့မသိဘူးအဲ့တော့ကျွန်တော်မသိဘူးအဲ့ဒါတော့ကို website ဝန်ဆောင်မှုတွေထည့်ပေးရတယ် website မှာသွားပြီးလုပ်ပါတဲ့နော် website မှာသွားပြီးတော့လေ့လာပါတဲ့နော်အားလုံးသိတဲ့အတိုင်း passport.gov.mm မှာသွားဖော်ပြပါတယ် express service ဝန်ဆောင်မှု9ရက်နေ့စမယ်တဲ့9ရက်နေ့ကျရင်စမယ်လို့လာမယ့်9ရက်နေ့ကျရင်စမယ်လို့ကြီးညာထားတာတွေ့ရပါတယ်ဒါလေးကျွန်တော်ပြောတာပါအဲ့တော့နောက်တစ်ခုတော့ဒီလုံသားထောက်ပံ့ခြင်းကိစ္စပဲလုံသားထောက်ပံ့ခြင်းကိစ္စလည်းစိတ်ဝင်စားဖို့တော့ကောင်းတယ်အစိုးရကလူသားထောက်ပံ့ခြင်းကိစ္စကိုစပြီးတော့ကြီးညာလိုက်ပါတယ်ဘယ်လိုကြီးညာလဲဆိုတော့ဒီလူသားထောက်ပံ့ခြင်းဆိုတာလူသမားတွေဗျာအခုလက်ရှိပုံမှန်ရတဲ့ဟိုအလွယ်ပြောရင်6,800ရတယ်ပေါ့အလွယ်ပြောရင်တကယ်တော့သူ့ရဲ့ဒီလောက်ခလာစာတတ်မှတ်ချက်ကတနားတရက်8နာရီစာလောက်ခလာစာ4,800ချက်အဲ့ဒါကို4,800ချက်ကအဆင်မပြေဘူးပေါ့ဗျာနောက်ဆုံး2023ခုနှစ်မှာ1,000ချက်အပိုထောက်ပံ့ခြင်းကောင်းစဉ်တွေပေးတယ်နော်အဲ2024ရောက်နောက်ထပ်1,000ချက်ကိုအပိုထောက်ပံ့ခြင်းပေးတော့နှစ်ခုပေါင်း6,800ချက်ဖြစ်သွားတယ်လောက်ခလာစာ4,800ချက်အပိုထောက်ပံ့ခြင်းက1,000နဲ့ဆိုတော့6,800ချက်အခု2025မှာလည်းထပ်ပြီးတော့ပေးလိုက်ပါတယ်2025မှာလည်းအခုထပ်ပေးတယ်ဘယ်လိုထပ်ပေးလဲဆိုတော့ထပ်မှန်ပြီးတော့အပိုဟိုတဲ့ဒီအပိုထောက်ပံ့ခြင်းကို1,200ကိုတဲ့နော်အခုလာမယ့်ဘဏ္ဍာနှစ်ကနေစပြီးခန်းစားဝင်ပေးပါပြီဆိုပြီးတော့နော်ဆိုတော့ပြောရရင်တော့စက်တင်ဘာ30ရက်စွဲနဲ့စပြီးပေးလိုက်ပြီပေါ့ဗျာပြီးတော့အဲ့တော့စုစုပေါင်းဒီနေ့စဉ်လောက်ခလာစာဟာ4,800ချက် plus 1,000ဆိုတော့ plus 3,000ဆိုတော့9,800ချက်ရသွားတဲ့သဘောပေါ့နော်ပြောရင်တော့3,000ကအပိုထောက်ပံ့ခြင်းနော်လာစာမဟုတ်ဘူးနော်လောက်ခလာစာမဟုတ်ဘူး3,000အဲ့တော့9,800ချက်ရမယ်ဆိုတဲ့သဘောမျိုးပေါ့နော်ဆိုတော့9,800ချက်8,000မထောင်8,324 2,400,000အချိန်ကလာစာ2,400,000ပေါ့ပြင်းပြအဖြစ်ပြီးတော့ကြတော့နော်ဆိုတော့အဲ့လိုတော့သွားတွေ့ရတယ်ဆိုတော့ဒါလေးလဲဒီအပိုထောက်ပံ့ခြင်းလေးတိုးပေးလာခြင်းအဖြစ်လဲနောက်ပိုင်းမှာကျွန်တော်ထင်တယ်အခြေခံလောက်ခလာစာ1,000ပတ်လည်တော့ဖြစ်လာမယ်လို့ယူဆတယ်တရက်လောက်ခလာစာ1,000ပတ်လည်ဖြစ်လာလိမ့်မယ်ယူဆတယ်ဝင်ငွေရဲ့ဒီနေသားကဝင်ငွေရဲ့ဒီဘက်ကအပိုထောက်ပံ့ခြင်းပေါ့ရင်တရက်1,000ပတ်လည်ဖြစ်လာမယ်ထင်တယ်ဘာလို့ဆိုကုမ္ပဏီတော်ခုနောက်ပိုင်းလာစာ3သိန်းအနေဆုံးစနေပြီအလုပ်တင်အဆင့်ကို3သိန်းလောက်ကစနေတယ်အလုပ်တင်အဆင့်ကို3သိန်းလောက်ကစနေပြီတကယ်ဟောပြတဲ့ကုမ္ပဏီတွေအလုပ်တင်အဆင့်3သိန်းလောက်စနေပြီအလုပ်တင်ကိုတစ်ဆင့်ကျော်သွားရင်4သိန်းလောက်စရပြီအဲ့တော့လူကြောက်ကလာတာ4သိန်းလောက်ရမှာ तू ထမင်းဝမှာနေဖို့တာပေါ့နေရလာသူထမင်းဝမှာတော့မှာဆိုတော့4သိန်းရမှာအဲ့တော့5သိန်းလောက်ဆိုရင်တော့အပူငွေစုလို့ရပြီ
6သိန်းလောက်ဆိုပိုးရပြီပေါ့ဗျာဒါကကိုပိုစုငွေရပြီဒီသဘောမျိုးသွားတွေ့ရတယ်ဆိုတော့ဒါလေးကဒီလောက်ခလာသာအချိန်လေးပြောင်းလဲဖြစ်တာလေးကိုသွားတွေ့ရတယ်ပြောရင်းနဲ့ဒီတော့ဒီလောက်ပဲဆုံးသက်ပါမယ်အားလုံးပဲကိုကြီးသားတွေရှိပါတိုက်ရိုစေနာမထားပါသစ္စာရှိပါကိုယ်နိုင်ငံသားအချင်းချင်းအပြန်အလှန်တက်ဖြတ်နေကြတာကိုလက်ခုပ်လက်ဝါးတီးပြီးပျော်နေတဲ့လူမိုက်လူရန်သားလူသက်အကျမ်းဖက်အားပေးသမားခမည်းဖြစ်နေသလားဆိုတော့ပြန်လည်မေးခွန်းထုတ်ပါလို့ပြောရင်းနဲ့ good night